ကျွန်တော်ဟာရိုးသားတဲ့မြန်မာအလုပ်သမားတစ်ယောက်ပါအသက်64နှစ်ရှိပြီဖြစ်တဲ့မျက်မမြင်မိုးဆိုးမတထေးမကြီးနဲ့အိမ်အောင်ပြုခဲ့ရပါတယ်ကျေးဇူးရှင်တထေးမကြီးကိုယ်တိုင်ကကျွန်တော်အဖေရဲ့အသက်ကိုကယ်တင်ဖို့အတွက်ကျပ်သိန်း9000စီမံပေးမယ်လို့ကတိပြုခဲ့လို့ပါဒီငွေပမာဏရဲ့ရှေ့မှောက်မှာအခြေအနေနဲ့ယဉ်ကျေးမှုကွာခြားချက်တွေဟာအဓိပ္ပာယ်မရှိတော့ဘူးလို့ကျွန်တော်လက်ခံခဲ့တယ်ဒါပေမဲ့ပထမဆုံးညမှာသူမမျက်နှာဖုံးကိုဖယ်လိုက်တဲ့အခါကျွန်တော်တုန်လှုပ်ခြောက်ခြားခဲ့ရတယ်ကျွန်တော်နာမည်အေးမောင်ပါအင်ဂျင်နီယာလည်းမဟုတ်ဘွဲရတစ်ယောက်လည်းမဟုတ်ပါဘူးမြန်မာနိုင်ငံမကွေးတိုင်းပခုတ်ကူမြို့နယ်ကကျေးလက်ဒေသကလာတဲ့ရိုးသားတဲ့မြန်မာအလုပ်သမားတစ်ယောက်သားပါအခုတော့ကျွန်တော်နာမည်နဲ့လုပ်အားတွေဟာလေကွင်းရဲ့ရနက်နဲ့ဖျားစီဒီခေါင်းလောင်းတန်တွေထွက်ပေါ်နေတဲ့ရွာနဲ့မိုင်ထောင်ပေါင်းများစွာကွာဝေးတဲ့နိုင်ငံခြားမြေမှာရောင်းစားထားရပါတယ်ဒီနေရာကတော့လျက်ပေါ်လက်ပေါ်ဖြစ်ပြီး၆သွေးတဲ့မန္တလေးမြို့ပါကျွန်တော်ဘာအလုပ်လုပ်လဲလို့မေးရင်တော့အဖြေကရှည်လျားပါတယ်ကျွန်တော်ဟာအလုပ်၃မျိုးကိုပေါင်းဆက်ပြီးတပြိုင်တည်းထမ်းဆောင်နေရတဲ့ထိရောက်တဲ့ဗတ်စုံသုံးဝန်ဆောင်မှုအစုံလင်ပါပဲကျွန်တော်တထေးမကြီးရဲ့အမြင်မှာတော့ကျွန်တော်ဟာအမြဲတမ်းအသင့်ရှိနေတဲ့ကိုရေးကိုရာအစီကံတယောက်လမ်းတိုင်းကိုတီးတဲ့ရင်မောင်းတယောက်ဈေးကြီးတဲ့စွန်ပလွန်ပင်တွေကိုအမြဲစိမ့်လန်းနေအောင်ထိမ့်သိမ်းဆောက်ရှောက်တဲ့ဥယျာဉ်မှုတယောက်ပါဒီအခန်းကဏ္ဍ၃ခုကိုကျွန်တော်ဟာဒေါ်မြဘူးရဲ့ခန်းထားတဲ့အိမ်ချမ်းဝင်းကြီးမှာစိတ်ရောကိုယ်ပါမြုပ်နှံပြီးလောက်ကင်နေပါတယ်မနက်6နာရီဆိုရင်ဒေါ်မြဘူးရဲ့ Mercedes Class ကားကိုတန်ရှင်းတောက်ပနေအောင်တေချာစစ်ဆေးပြီးသူမသွားခြင်းတဲ့နေရာတိုင်းကိုပို့ဆောင်ပေးဖို့အသင့်ပြင်ဆင်ထားရပါတယ်မနက်ကနေနေ့လယ်ဘက်အထိသူမရဲ့ကျယ်ဝန်းလာတဲ့အိမ်ကိုတန်ရှင်းရေးလုပ်တာမနက်စာတေချာပြင်ဆင်ထားတာဒါမှမဟုတ်ခြံဝင်းတွေကခရီးပန်းကြုံတွေကိုညှက်တာစတဲ့အလုပ်တွေလုပ်ရပါတယ်ညဘက်ရောက်ရင်တော့ဒေါ်မြဘူးရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီးကျွန်တော်ကိုယ်တိုင်မနာခင်အထိကိုရေးကိုရာအစီကံအဖြစ်ပြန်လည်လုပ်ကင်ရပါတယ်ကျွန်တော်ဘယ်တော့မှမငြင်းညူပါဘူးဘယ်တော့မှမငြင်းညူပါဘူးဒီတဲကန်နာရထဲမှာကြားတဲ့ချွေးတစ်စက်စီဟာကျွန်တော်ရဲ့တခုတည်းသောရည်မှန်းချက်ဖြစ်တဲ့ပခုတ်ကူကကျွန်တော်မိသားစုအတွက်ပေးဆက်ရမယ့်တန်ဖိုးပါပဲကျွန်တော်မှာအဖေတယောက်ရှိတယ်အသက်ကြီးလာတာနဲ့အမျှယောဂဝေဒနာတွေကြောင့်ပိန်ပိန်ညက်ညက်နဲ့အားရင်ချီနေနေတဲ့အဖေတယောက်ပါလွန်ခဲ့တဲ့၈လလောက်ကစပြီးအသေးယောဂါကပိုဆိုးလာပါတယ်ဆရာဝန်တွေကလည်းချက်ချင်းခွဲစိတ်မှုမလုပ်ဘူးဆိုရင်လက်လျှော့ရတော့မယ်လို့ပြောခဲ့ပါတယ်။ကုန်ကြစရိတ်ကတော့အမခန်းပါပဲ။သိန်းပေါင်းများစွာပါ။လဲဆိုင်တာမြစ်ထဲမှာငါးဖမ်းတာလောက်နဲ့တော့ရဖို့မဖြစ်နိုင်တဲ့ငွေပမာဏပါ။ဒါကပဲကျွန်တော်ဒီနေရာမှာရောက်နေရတဲ့အကြောင်းရင်းပါပဲ။နေလောင်တန်းခံပြီးကြံ့ကြံ့ခံနေရပါတယ်။ကျွန်တော်လစာရဲ့အများစုကိုရွာကိုပြန်ပို့ပါတယ်။ဖြစ်နိုင်သလောက်ချွေတာပြီးစားတော့အိတ်ဆက်ပါတယ်။ပေါင်မုံတစ်ချက်နဲ့လက်ဖက်ရည်ကျန်းတစ်ခွက်ဟာတနေကုန်အားအင်အတွက်လုံလောက်ပါတယ်အခုကျွန်တော်မှာဘလောက်ကြံလဲဆိုတာကျွန်တော်ကောင်းကောင်းသိပါတယ်အဖေအတွက်လိုအပ်တဲ့ပမာဏနဲ့တော့အလန်းဝေးနေပါသေးတယ်ပခုတ်ကူနဲ့မန္တလေးရဲ့အကွာဝေးလောက်ကိုဝေးကွာနေသလိုပါပဲကျွန်တော်တထေးမကြီးဒေါ်မြဘူးဟာအသက်64နှစ်ရှိပြီဖြစ်တဲ့ချမ်းသာကြွယ်ဝတဲ့မိုးဆိုးမတဦးပါသူမကမြန်မာစစ်ပါမင်းမျိုးမင်းတွေဆွေမျိုးအတိုင်းဝိုင်းကဆင်းသက်လာသူလို့သိရပါတယ်သူမဟာခက်ထန်တဲ့သူတဦးဖြစ်ပေမဲ့ဘာကြောင့်မှမသိကျွန်တော်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်အ ਨੇ ဆုံးတော့တခြားမြန်မာအလုပ်သမားတွေရဲ့ဇလန်းတွေမှာကြားဖူးရတဲ့အရင်တထေးတွေထက်တော့အများကြီးပိုကောင်းပါတယ်ဒေါ်မြဘူးမှာလျှို့ဝှက်ချက်ကြီးတစ်ခုဒါမှမဟုတ်အ ਨੇ ဆုံးတော့သူမအမြဲတမ်းတိတိတတ်တာပြသလေးရှိတဲ့အခြေအနေတစ်ခုရှိပါတယ်သူမဟာမျက်မမြင်လုံးဝကမ်းပါတယ်အိမ်ထဲမှာရှိနေတဲ့အခါတိုင်းမျက်စိနှစ်ဖက်လုံးကိုစီးထားတဲ့အဖြူရောင်ပတ်တီးထူကြီးကိုအမြဲတမ်းပတ်ထားပါတယ်အဲ့ဒီပတ်တီးကသူမမျက်နှာတစ်ဝက်ကိုဖုံးအုပ်ထားတဲ့ပိတ်ဖြူစလေးနဲ့တူပြီးထူးဆန်းသလိုဝမ်းနည်းဖွယ်ရာခံစားမှုမျိုးကိုဖြစ်ပေါ်စေပါတယ်အပြင်သွားတဲ့အခါမျိုးဆိုရင်တော့အဲ့ဒီပတ်တီးကိုအမှောင်ဆုံးနေကမျက်မှန်အနက်ကြီးနဲ့အစားထိုးဝစ်ဆင်ပါတယ်သူမဟာတုတ်ချောင်းနဲ့သွာလာလေးရှိပြီးအခုနောက်ပိုင်းမှာတော့ကျွန်တော်ရဲ့အကူအညီနဲ့လမ်းပြမှုနဲ့သွာလာပါတယ်ကျွန်တော်မတိုင်ခင်ကအစီကံတချို့ကိုဒေါ်မြဘူးအလုပ်ထုတ်ခဲ့တယ်ဆိုတာကျွန်တော်သိပါတယ်အစီကံတွေကစိတ်မရှိဘူးရိုးသားမှုမရှိဘူးဒါမှမဟုတ်ယုံကြည်လို့မရဘူးလို့သူမကပြောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကြတော့ဘာကြောင့်မှန်းမသိသူမကတက်တောင့်တက်တာခံစားရပါတယ်ကျွန်တော်သူမကိုရိုးသားစွာအလုပ်ကျွေးပြုခဲ့ပါတယ်ချီးကျူးခံရခြင်းလို့မဟုတ်ပါဘူးသူမကိုကျွန်တော်တထေးအဖြစ်နဲ့တည်းမဟုတ်ပဲလေးစားထိုက်တဲ့တက်ကြီးရွယ်အိုတဦးအဖြစ်သဘောထားလို့ပါကျွန်တော်သူမကိုထမင်းကျွေးတာ
အရေးကြီးစာရွက်စာတမ်းတွေဖတ်ပြတာနဲ့သူမမချော်လဲအောင်တေချာဂရုစိုက်ပေးတာတွေလုပ်ပေးပါတယ်ဒီလိုရိုးရှင်းတဲ့နှွေးထွေးမှုမျိုးကိုဒေါ်မြဘူးဟာသူမရဲ့ကြွယ်ဝမှုနဲ့တယောက်တည်းနေရခြင်းကနေဘယ်တော့မှမရရှိခဲ့ဘူးတာဖြစ်နိုင်ပါတယ်သို့ပေမဲ့ကျွန်တော်ရဲ့ရိုးသားတဲ့ဝန်ဆောင်မှုနောက်ွယ်မှာတန်တရားမျိုးစေ့တွေစတင်ပေါက်ဖွာလာခဲ့ပါတယ်တနေ့ညနေခင်းမှာဒေါ်မြဘူးကတယောက်တည်းထိုင်ကုန်ပေါ်မှာထိုင်နေတော့ကျွန်တော်ဧကန်းစားပွဲကိုရှင်းနေပါတယ်ရုတ်တရက်သူမချက်လက်မှတ်ထိုးဖို့တုံးတဲ့ဘောပင်ကကျန်းပြင်ပေါ်ပြုတ်ကျသွားပါတယ်အဲ့ဒီဘောပင်လေးကသေးငယ်ပြီးသူမခြေထောက်အောက်ကိုလိမ့်ဝင်သွားပါတယ်ဒေါ်မြဘူးကမရေမဝေပဲညာဘက်လက်ကိုကျန်းပြင်ပေါ်ကဘောပင်ရက်သွားတဲ့နေရာကိုတန်းတန်းဆန့်ထုတ်ပြီးစမ်းသက်ခြင်းမရှိပဲကောက်ယူလိုက်ပါတယ်သူမရဲ့လှုပ်ရှားမှုကအရန်တိကျလွန်းပါတယ်မျက်မမြင်လုံးဝကန်းတယ်လို့ဆိုထားတဲ့သူတယောက်အတွက်အရန်တိကျလွန်းနေပါတယ်ကျွန်တော်အချိန်ခဏတာရက်တန့်သွားသလိုငြိမ်သက်သွားခဲ့ပါတယ်အေးမောင်မင်းဘာလို့အဲ့ဒီမှာရက်နေတာလဲအဖြူရောင်ပတ်တီးနောက်ွယ်ကသူမရဲ့အတန်ကကျွန်တော်ကိုထိုးဖောက်ဝင်ရောက်လာပါတယ်ကျွန်တော်ချက်ချင်းလန့်နိုးသွားတယ်အိုးမဟုတ်ပါဘူးဒေါ်လေးဘောပင်ကိုဒီလောက်လွယ်ကောက်ယူနိုင်တာကိုမြင်ပြီးကျွန်တော်အံ့ဩသွားလို့ပါဒေါ်မြဘူးကမှုံပြပြုံးလိုက်ပါတယ်အဲ့ဒီအပြုံးကမျက်စိကိုမရောက်ပါဘူးဘာလို့လဲဆိုတော့မျက်စိတွေကိုပတိစီထားလို့ပါကြာလာရင်မင်းလဲတင်ယူသွားလိမ့်မယ်အေးမောင်အာယုံခံစားမှုတစ်ခုပျောက်ဆုံးသွားတဲ့အခါတခြားအာယုံခံစားမှုတွေကပိုပြီးထက်မြက်လာလိမ့်မယ်ဒီရှင်းပြချက်ကတော့ယုတ်တိရှိပါတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲကကတိကအောက်ဖြစ်နေတာကိုမပြောက်စေခဲ့ပါဘူးနောက်တညမှာလည်းဒီလိုမျိုးထပ်ဖြစ်ပြန်ပါတယ်သူမဘေးနားကစပွဲငယ်ပေါ်ကလက်ဖက်ရည်ခွက်ကိုအမှားယွင်းမရှိနီးပါဆွဲယူတာကိုကျွန်တော်မြင်လိုက်ရပါတယ်မျက်မမြင်လုံးဝကန်းတဲ့သူတယောက်ဟာထိတွေ့မှုအာယုံကဘလောက်ပဲကောင်းကောင်းအဓိကအရာဝတ္ထုကိုမထိခင်ပတ်ဝန်းကျင်နေရာတွေကိုအ ਨੇ ဆုံးတော့စမ်းသက်ကြည့်ရမှာမဟုတ်လားဒါပေမဲ့ဒေါ်မြဘူးကတော့အဲ့ဒီလိုမလုပ်ပါဘူးသူမကလက်ကိုဆန့်ထုတ်လိုက်တာဟာမျက်စိကဗီဇအတိုင်းလမ်းညွှန်နေတယ်လို့ပါပဲဒေါ်မြဘူးဟာတကယ်မျက်မမြင်လုံးဝကန်းတာလားဒါမှမဟုတ်ဒီအဖြူရောင်ပတ်တီးထူကြီးနောက်ွယ်မှာတခြားဘာတွေများရှိနေတာလားဆိုတာကျွန်တော်စဉ်းစားစာပြုလာခဲ့ပါတယ်ဒီတန်တရားတွေဟာကျွန်တော်စိတ်ထဲမှာစတင်ကြီးထွားလာပြီးကျွန်တော်ရဲ့လေးလံတဲ့ဘဝအပေါ်ကိုလျှို့ဝှက်စမ်းကြယ်မှုအလွှာတစ်ခုထပ်ပေါင်းထည့်ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲပခုတ်ကူကဖိအားတွေကလည်းပိုပြီးပြင်းထန်လာခဲ့ပါတယ်အဖေကပိုပြီးအရေးကြီးနေပါပြီသားလေးပိုပြီးစူးစမ်းရမယ်ဖေကဝေဒနာကိုမခံနိုင်တော့ဘူးဖုန်းထဲကအမေရဲ့တိုးတိုးလေးပြောတန်ကကျွန်တော်ကိုအသက်ရှူကျက်စေခဲ့ပါတယ်ကျွန်တော်ဂရုပေးပါတယ်ကျွန်တော်အဲ့ဒီပတ်စံကိုရအောင်ယူမယ်လို့ဂရုပေးပါတယ်ကျွန်တော်ဘာမဆိုလုပ်မယ်ကျွန်တော်လုပ်ရမယ်အဖေအတွက်ဘယ်လိုလုပ်ရမယ်ဆိုတာမသိပေမဲ့ကျွန်တော်လုပ်ရမယ်မန္တလေးရဲ့ကျယ်ရီနဲ့ပြည့်နေတဲ့ကောင်းကင်ကိုကြည့်ရင်လမ်းပြမှုကိုကျွန်တော်ဆူတောင်းခဲ့ပါတယ်ဒီလမ်းပြမှုဒါမှမဟုတ်ပိုပြီးတိတိကျကျပြောရရင်ဒီဖြက်လန်းကဒေါ်မြဘူးစီကပဲလာလိမ့်မယ်ကျွန်တော်ဘဝတစ်ခုလုံးကိုပြောင်းလဲပေးလိမ့်မယ်လို့ကျွန်တော်ဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီမဖြစ်ခင်မှာကျွန်တော်အဖြူရောင်ပတ်တီးနဲ့ပတ်သက်တဲ့ကတိကအောက်ဖြစ်မှုကိုရင်ဆိုင်ရအောင်မှာပါဒေါ်မြဘူးတကယ်ဘာလျှို့ဝှက်ထားတာလဲကျွန်တော်အဖေရဲ့အသက်ကိုကယ်တင်ပေးမဲ့3,000အတွက်ကျွန်တော်ဘယ်အထိရင်ဆိုင်သွားရမလဲရက်သက်တပတ်တွေကုန်လွန်သွားခဲ့ပေမဲ့ဒေါ်မြဘူးရဲ့မျက်စိအမြင်အာရုံနဲ့ပတ်သက်တဲ့ကတိကအောက်ဖြစ်မှုကကျွန်တော်စိတ်ထဲကနေဘယ်တော့မှမပြောက်ခဲ့ပါဘူးကျွန်တော်ဆက်ပြီးသူမရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေခဲ့ပါတယ်ဒေါ်မြဘူးဟာပဟေရီတစ်ခုပါပဲမျက်မမြင်လုံးဝကန်းတဲ့သူတယောက်ဟာသူမရဲ့အိမ်ရဲ့ကော်စောထုကြီးပေါ်မှာပရိဘောဂရဲ့ထောင်ချိုးတွေကိုဘယ်တော့မှမတိုင်းမိပဲဘလို့လမ်းလျှောက်နိုင်တာလဲအခန်းရဲ့ပုံစံကိုပြည့်စုံစွာခံစားသိရှိနိုင်တယ်လို့ပါပဲဒေါ်မြဘူးဟာဂုံတရေရှိမူဆိုးမတူပါသူမရဲ့ခင်ပွန်းဒီကလွန်ခဲ့တဲ့9နှစ်ကကွယ်လွန်သွားခဲ့ပြီးအမြောက်များရှိတဲ့စီးပွားရေးလုပ်ငန်းကွန်ရက်ကြီးကိုခြံထားရစ်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုခမ်းနားကြွယ်ဝမှုကြားမှာသူမဟာအသက်ရှူကျက်လောက်အောင်တိတ်ဆိတ်ငြိမ်သက်စွာနေထိုင်နေရပါတယ်သူမရဲ့သားသမီးတွေကနိုင်ငံခြားမှာကိုယ်ပိုင်ဘဝတွေနဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ရှုပ်ထွေးနေကြပါတယ်သူမနေ့စဉ်ရရှိတဲ့ရိုးသားတဲ့လူသားချင်းဆက်ဆံရေးဆိုလို့ကျွန်တော်တယောက်တည်းပဲရှိတယ်လို့ကျွန်တော်တန်တရားရှိပါတယ်အေးမောင်သူမရဲ့အတန်ကနားထောင်ရခက်ပေမဲ့အမြဲတမ်းတည်ကြည်ပါတယ်ဘေးနားကစပွဲအန်ဆွဲတွေကကျမရဲ့ဖျားစာအုပ်လေးယူပေးပါဦးကျွန်တော်ပြန်လာတဲ့အခါသူမကအလုတ်ခန်းထဲကဆိုဖာပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့လက်ချောင်းတွေကမျက်နေကင်းကမှနေရာပြောင်းထားတဲ့ဖန်ပန်းအိုးကိုထိနေပါတယ်။သူမရဲ့လက်ချောင်းတွေကပန်းအိုးဘေးမှာတိတိကျကျရက်သွားပြီးဘလို့မှမထိမိပါဘူး
သူမတကယ်မျက်မမြင်ဆိုရင်ပစ္စည်းရဲ့နေရာကိုအခုမှပြောင်းထားတာဆိုရင်အဲ့ဒီအရာဝတ္ထုကိုမထိခင်ဇပွဲကိုအရင်စမ်းသက်တင်တာမဟုတ်လားကျွန်တော်တတိရှိမေးလိုက်တယ်ဒေါ်လေးကျွန်တော်စကားလွန်ရင်ခွင့်လွတ်ပါဒေါ်လေးတကယ်လုံးဝမမြင်ရတာလားဒေါ်လေးရဲ့လှုပ်ရှားပုံတွေကြောင့်တခါတလေဒေါ်မြဘူးကခေါင်းမော့ကြည့်တယ်ဒါမှမဟုတ်အဖြူရောင်ပတ်တီးကကျွန်တော်ဘက်ကိုလှည့်လာပါတယ်သူမရဲ့မျက်နှာကအသက်ကြီးပေမဲ့အရေးအကြောင်းတွေရှိနေပေမဲ့ခိုင်မာပြတ်သားတဲ့လက္ခဏာတွေရှိနေတော့မှာပဲသူမဒေါသမထွက်ပါဘူးမှုန်ပြပြုံးလိုက်ပါတယ်မင်းကစကားများတဲ့အစီခံလေးပဲအေးမောင်ဒီအကြောင်းမင်းဘယ်နှခါမေးပြီးပြီလဲသူမကနူးညံ့စွာမေးတယ်သုံးခါမင်းကကျမခင်မွန်းကွယ်လွန်ပြီးကတည်းကဒီအကြောင်းမေးတဲ့တတိယမြောက်လူပဲသူမကတက်ပြင်းချလိုက်တယ်နားထောင်ပါအေးမောင်မျက်မမြင်ဖြစ်တယ်ဆိုတာမျက်လုံးနဲ့တင်မဆိုင်ဘူးဆိုတာမင်းနားလည်ရမယ်ဒါကစိတ်မှတ်ဉဏ်နဲ့ဆိုင်တယ်ကျမဒီအိမ်မှာ2-40နေခဲ့ပြီးအချိုးအကွေတိုင်းနေရာတိုင်းလေးအေးပေးဆက်ရဲ့အတန်တိုင်းကိုကျမအလွတ်ရနေတယ်တခြားအာယုံခံစားမှုတွေကပိုပြီးစူးစမ်းလှုပ်ဆောင်နေမင်းလမ်းလျှောက်နေတော့မင်းရဲ့လေမှုတ်တန်ကိုကျမကြားတယ်မင်းဟိုဘက်မှာရှိနေတာကိုကျမသိတယ်ဒါကအံ့ဖွယ်ရမဟုတ်ဘူးဒါကလိုက်ရောညီထွေဖြစ်အောင်နေထိုင်တာသားလေးဒီရှင်းပြချက်ကတော့ယုတ်တိရှိပါတယ်သူမဟာတကယ်လိုက်ရောညီထွေနေထိုင်နေတာဖြစ်ပြီးဒီအိမ်ကသူမရဲ့ကဘာပါပဲကျွန်တော်သူမရဲ့အခြေအနေကိုတန်တရားဝင်မိတာကိုရှက်ရွံ့မိပါတယ်ကျွန်တော်တောင်းပန်လိုက်တော့ဒေါ်မြဘူးကလွယ်ကူကူပဲခွင့်လွှတ်ပေးလိုက်ပါတယ်သို့ပေမဲ့ဒေါ်မြဘူးကျွန်တော်အပေါ်ပြသတဲ့နှွေးထွေးမှုဟာတစ်နေ့ထက်တစ်နေ့ပိုပြီးကိုရေးကိုရာဆန်လာပါတယ်သူမကကျွန်တော်မိသားစုအကြောင်းကျွန်တော်လာတဲ့ရွာအကြောင်းမေးမြန်းစာပြုလာပါတယ်ပခုတ်ကူရဲ့ဒေသခံအစားအစာတွေအကြောင်းအသေးစိတ်ကိုတောင်းဆိုခဲ့ပါတယ်ကျွန်တော်ကပ်ပလီထမင်းနဲ့ဝက်သားတုပ်ထိုးအကြောင်းပြောပြတဲ့အခါသူမရေမောခဲ့ပါတယ်ဒေါ်မြဘူးဟာအထီးကျန်တဲ့အမျိုးသမီးတဦးဖြစ်တယ်ဆိုတာကျွန်တော်နားလည်ခဲ့ပါတယ်သူမရဲ့အထီးကျန်မှုဟာပခုတ်ကူကကျွန်တော်ရိုးရှင်းတဲ့အိမ်ထက်ပိုအေးတဲ့ရွှေလောင်အိမ်ပါပဲကျွန်တော်သူမရဲ့နှွေးထွေးမှုကိုရိုးသားမှုနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်ကျွန်တော်သူမကိုအလုပ်ကျွေးပြုခဲ့တာဟာတာဝန်တစ်ခုအနေနဲ့တင်မဟုတ်ပဲလိုအပ်နေတဲ့သူတဦးအပေါ်ကိုကျိုးစွန့်အနစ်နာခံခြင်းဖြစ်ပါကျွန်တော်သူမကိုမျက်မမြင်လို့အပြည့်အဝမတတ်မှတ်ခဲ့ပါဘူးလမ်းညွှန်မှုလိုအပ်နေတဲ့သူတဦးအဖြစ်သဘောထားခဲ့ပါတယ်ကျွန်တော်သူမအတွက်ကမ္ဘာသတင်းတွေဖတ်ပြတာဒေတာတွေနိုင်ငံရေးအခြေအနေတွေပြောပြတာတင့်လျော်တဲ့အဝတ်စားတွေရွေးချယ်ပေးတာအထိကူညီပေးခဲ့ပါတယ်ဟုတ်ပါတယ်သူမကကျွန်တော်အကြံဉာဏ်ကိုတောင်းခံတဲ့အခါကျွန်တော်အဝတ်စားတွေရဲ့အယောင်နဲ့ခြိသားအကြောင်းကိုဖော်ပြပေးရပါတယ်မပြောင်းလဲတဲ့တစ်ခုတည်းသောအရာကတော့သူမမျက်လုံးကပတ်တီးပါပဲအဲ့ဒီပတ်တီးကအမြဲတမ်းတန်ရှင်းပြီးထူထဲကကောင်းမွန်စွာထိမ့်သိမ်းထားပါတယ်သူမကအဲ့ဒီပတ်တီးကိုကျွန်တော်ကိုဘယ်တော့မှအစားထိုးလဲလှယ်ခွင့်မပြုပါဘူးအဲ့ဒါကသူမတယောက်တည်းနေ့စဉ်မနက်တိုင်းတီးတန့်ရေချိုးခန်းထဲမှာလုပ်တဲ့တစ်ခုတည်းသောအလုပ်ပါပဲမင်းကိုမြင်စေချင်တာမဟုတ်ဘူးအေးမောင်ဒါကငါရဲ့အထီးခိုက်မခံနိုင်ဆုံးကိုရေးကိုရာကိစ္စပဲလို့ကျွန်တော်အကူအညီပေးဖို့စ조사တော့တစ်ခါကသူမပြောခဲ့ပါတယ်ကျွန်တော်သူမကိုလေးစားပါတယ်လူတိုင်းမှာကြော်လွန်လို့မရတဲ့ကန့်သက်ချက်တွေရှိပါတယ်ကျွန်တော်အတွက်တော့အဲ့ဒီပတ်တီးကသူမရဲ့အထီးကျန်မှုနဲ့ကြံရှိနေသေးတဲ့ဂုံတိတ်ခါရဲ့တင်ကေတပါပဲသို့တော့ဒီဝန်ဆောင်မှုနဲ့ငြိမ်သက်ခြင်းနောက်ွယ်မှာကျွန်တော်အဖေနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုတွေကပုံမမြင့်တက်လာခဲ့ပါတယ်အဲ့ဒီနေ့မနက်မှာဒေါ်မြဘူးနေ့လယ်စာအိတ်နေတော့ကျွန်တော်အမေစီကဖုန်းလက်ခံရရှိခဲ့ပါတယ်သားလေးဆရာဝန်နဲ့စကားပြောရမယ်ဖေဖေကိုနောက်ပတ်ခွဲစိတ်ရမယ်လို့ပြောတယ်မဟုတ်ရင်အခြေအနေကမြန်ဆိုးလာနိုင်တယ်အမေရဲ့အတန်ကငိုတန်ဆွက်နေပါတယ်ငွေကြေးကအိုဖျားသခင်သားလေးဒီလောက်များတဲ့ပတ်စံကိုဘယ်ကရမှာလဲကျွန်တော်ခြံထဲကနေချက်ချင်းထွက်လာပြီးအိမ်နောက်ဘက်နယံနာကတိတ်ဆိတ်တဲ့နေရာကိုရှာခဲ့ပါတယ်ကျွန်တော်ဆရာဝန်နဲ့စကားပြောပြီးကုန်ကြစရိတ်အသေးစိတ်ကိုနားထောင်တော့ကျွန်တော်လုံးသားလေးကျိုးပြတ်သွားသလိုခံစားရပါတယ်ဒီပမာဏကကျွန်တော်မျှော်လင့်ထားတာထက်အများကြီးပိုများပါတယ်ကျွန်တော်ရွာကပစ္စည်းတွေအားလုံးရောင်းရင်တော့မလုံလောက်ပါဘူးကျွန်တော်ရှာမယ်အမေအချိန်ပေးပါကျွန်တော်စူးစမ်းမယ်အဖေကဘာပဲဖြစ်ဖြစ်အသက်ရှင်ရမယ်ကျွန်တော်အတန်ကြက်တဲစွာပြောခဲ့ပါတယ်ဒီကတိကိုဘလို့အကောင့်ထဲပေါ်ရမယ်ဆိုတာမသိပေမဲ့ကျွန်တော်နေဘူးထဲမှာရက်နေခဲ့ပြီးချွေးတွေနဲ့မျက်ရည်တွေရောဆက်နေတာကိုခံစားနေရပါတယ်3900ဒါကကျွန်တော်လိုမြန်မာအလုပ်သမားတယောက်အတွက်မဖြစ်နိုင်တဲ့ပမာဏပါပဲကျွန်တော်မျက်လုံးညီရဲနဲ့အိမ်ထဲကိုပြန်ဝင်လာတော့အိတ်နေတယ်လို့ထင်ရတဲ့ဒေါ်မြဘူးကမိဖို့ကြောင့်တကားဝမှာရက်နေတာကိုသတိမထားမိခဲ့ပါဘူးသူမရဲ့တုတ်ချောင်းကကျွန်တော်ဘက်ကိုညွှန်ပြနေပါတယ်3900အေးမောင်မင်းဖေဘာဖြစ်တာလဲသူမကတိုးတိုးလေးနဲ့ရုတ်တရက်မေးလိုက်ပါတယ်ကျ
ကျွန်တော်ရဲ့စိတ်ပြက်အားငယ်မှုတိုင်းကိုသူမနားထောင်နေတယ်လို့ပါပဲကျွန်တော်ရဲ့အားနည်းချက်လျှို့ဝှက်ချက်တွေဟာမျက်မမြင်တထေးမကြီးရဲ့ရှေ့မှာအခုတော့ပေါ်ပေါက်သွားခဲ့ပြီဆိုတာကျွန်တော်သိလိုက်ရပါတယ်ဒီအချိန်ဟာကျွန်တော်ရဲ့ကံကြမ္မာကိုဆုံးဖြတ်မဲ့အချိန်ဖြစ်ပြီးပခုတ်ကူကမြန်မာလူသမားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ဘဝရဲ့အခြေခံအုတ်မြစ်ကိုလှုပ်ခတ်စေမဲ့ကမ်းလှမ်းချက်ကိုယူဆောင်လာလိမ့်မယ်ဆိုတာကျွန်တော်မသိခဲ့ပါဘူးဒေါ်မြဘူးရှေ့မှာကျွန်တော်တောင့်ကြီးရက်နေခဲ့ပါတယ်တကြားလုံးခိုးစားရင်းမိသွားတဲ့ကလေးတစ်ယောက်လိုပါပဲကျွန်တော်လုံးသားကတဒိန်းဒိန်းခုန်နေပါတယ်အလုတ်ထုတ်ခံရမှာကိုကြောက်လို့မဟုတ်ပဲရှေးယွန်းစိတ်ကြောင့်ပါကျွန်တော်မိသားစုပြဿနာတွေကိုဖုံးကွယ်ဖို့စ조사ခဲ့ပါတယ် professional ဆန်ပြီးခိုင်မာတဲ့ပုံစံမျိုးပြဖို့စ조사ခဲ့ပါတယ်အခုတော့အဲ့ဓာတွေအားလုံးအချီးနှီးပါပဲဒေါ်လေးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုရေးကိုရာစကားပြောတာကိုဒေါ်လေးနားထောင်ပြီးလို့ပါကျွန်တော်ခေါင်းငုံပြီးတုံရင်ပြောလိုက်ပါတယ်ဒေါ်မြဘူးကကျွန်တော်စီဖြည်းဖြည်းချင်းလျှောက်လာပါတယ်စစ်ကျင်ကြောက်ကြမ်းပြင်ပေါ်မှာသူမရဲ့တုတ်ချောင်းတန်ကကျယ်ဝန်းလာတဲ့အခန်းထဲကတခုတည်းသောအတန်ပါပဲသူမမျက်စိကအဖြူရောင်ပတ်တီးကကျွန်တော်စိတ်ဝိညာဉ်ကိုတဲ့စိုက်ကြည့်နေတယ်လို့ပါပဲငါနားမပင်ဘူးအေးမောင်သူမကတီတီငိမ့်ငိမ့်ပြောတယ်တခြားလူတွေရဲ့ဒုက္ခတွေကိုလည်းငါမကမ်းဘူးမင်းဖေဘာဖြစ်တာလဲ3,000လောက်များတဲ့ပတ်စံကိုဘာကြောင့်ရှာရတာလဲငါ့ကိုပြောပြကျွန်တော်အသက်ပြင်းရှူသွင်းလိုက်တယ်လိန်ညာတာဒါမှမဟုတ်ဖုံးကွယ်ထားတာအချီးနှီးပါပဲကျွန်တော်အားလုံးကိုပြောပြခဲ့ပါတယ်အဖေရဲ့အသေးရောဂါပိုဆိုးလာပုံအကောင်းဆုံးဆေးရုံမှာချက်ချင်းခွဲစိတ်မှုလုပ်ရပုံဆရာဝန်တောင်းဆိုတဲ့အမခန်းပမာဏမြန်မာလူသမားလာစာကရွာရဲ့စံနှုန်းအရများပြားပေမဲ့ဒီလိုအပ်ချက်တွေအတွက်ပင်လယ်တွေကရေတစ်စက်စာလောက်ပဲရှိကြောင်းကျွန်တော်ရှင်းပြခဲ့ပါတယ်ကျွန်တော်ဘလို့ပဲချေးငှားဖို့စ조사ခဲ့ပေမဲ့ဘယ်ဗန်မှဒါမှမဟုတ်ငွေချေးစားသူမှဒီလောက်အကြီးအကျယ်စွန့်စားဖို့ဆန္ဒမရှိကြောင်းပြောပြခဲ့ပါတယ်ကျွန်တော်စကားပြောပြီးတဲ့အခါတိတ်ဆိတ်မှုကကျွန်တော်ကိုလွှမ်းခြုံသွားခဲ့ပါတယ်ကျွန်တော်အဆူခံရမှာကိုဒါမှမဟုတ်တနာခံရမှာကိုစောင့်နေခဲ့ပါတယ်ဒါပေမဲ့ဒေါ်မြဘူးရဲ့တုံ့ပြန်မှုကကျွန်တော်မျှော်လင့်ထားတာနဲ့လုံးဝကွာခြားနေပါတယ်။သူမကဆိုဖာကိုကြောခိုင်းပြီးပြန်လှည့်သွားပါတယ်။ထိုင်အေးမောင်သူမကခိုင်းလိုက်ပါတယ်။ကျွန်တော်စိတ်ရှုပ်ထွေးစွာနဲ့ကလတ်ထိုင်အစွန်းမှာထိုင်လိုက်ပါတယ်။မင်းရဲ့အခြေအနေကိုငါနားလည်ပါတယ်။သားလေးသူမရဲ့အတန်ကအခုတော့နူးညံ့လာပြီးသူမရှာရှာပါပါပြသလေးရှိတဲ့စာနာစိတ်တွေပြည့်နေပါတယ်။မင်းဒီမှာအလုပ်လုပ်တဲ့အချိန်ကစပြီးမင်းကငါ့ကိုစေတနာထားပြီးအလုပ်ကျွေးပြုခဲ့တယ်မင်းကတခြားသူတွေနဲ့မတူဘူးသူတို့ကလစာကိုပဲကြည်တယ်မင်းကတော့ငါ့ကိုအထီးကျန်နေတဲ့အဖွားအိုတယောက်အဖြစ်မြင်တယ်ဒေါ်လေးတာကကျွန်တော်တာဝန်ပဲလေမဟုတ်ဘူးဒါကတာဝန်သက်မဟုတ်ဘူးသူမကဖြက်ပြောလိုက်တယ်ဒါကရိုးသားမှုငါဘယ်တော့မှမခံစားရတဲ့ရိုးသားမှုမင်းရဲ့ရိုးသားမှုကအေးမောင်ကအတွက်တန်ဖိုးရှိလွန်းတယ်သူမခဏတာငြိမ်သက်သွားပြီးအသက်ရှူသွင်းလိုက်ပါတယ်ပြီးတော့ကျွန်တော်ကဘာကြီးကိုလှုပ်ခတ်သွားစေမဲ့ဘုံတလုံးကိုချလိုက်ပါတယ်မင်းချင်းငားတာကိုငါမလိုချင်ဘူးမင်းကြွေးတင်တာကိုငါမလိုချင်ဘူးငါမင်းကိုအဲ့ဒီပတ်စံပေးမယ်ကျွန်တော်အကြီးကျယ်အံ့ဩသွားခဲ့ပါတယ်ကျွန်တော်မျက်နှာစီသွေးတွေပြန်စီးဆင်းလာသလိုခံစားရပါတယ်ဒေါ်လေးပါလို့အဲ့ဒီလိုလှုပ်ချင်တာလဲဆိုတာကျွန်တော်နားမလည်ဘူးဒေါ်မြဘူးကလျှို့ဝှက်ဆန်းကျယ်စွာပြုံးလိုက်ပါတယ်ဟုတ်ပါတယ်ငါမင်းကိုအလကားပေးမှာမဟုတ်ဘူးအေးမောင်ဒီကဘာမှာဘာမှအလကားမရဘူးဒါကဖလှယ်မှုတစ်ခုသဘောတူညီချက်တစ်ခုပဲကျွန်တော်လုံးသားကထိတ်လန့်မှုနဲ့မျောလင်းချက်တွေရောထွေးပြီးတဒိန်းဒိန်းခုန်နေပါတယ်သူမကဘာများတောင်းဆိုမလဲဆိုတာကျွန်တော်စဉ်းစားနေခဲ့ပါတယ်တစ်သက်လုံးအလုတ်ကျွေးပြူတာပိုပြီးတင်းကျပ်တဲ့အလုတ်သဘောတူညီချက်ဒါမှမဟုတ်ကျွန်တော်ကြောက်ကက်တစ်လုံးကိုရောင်းတာအထိဖြစ်နိုင်ပါတယ်ဒေါ်မြဘူးကဆက်ပြောခဲ့ပါတယ်သူမရဲ့စကားလုံးတွေကကျွန်တော်နားထဲမှာခိုင်မာဆွဲမြဲနေအောင်ရှေ့ကိုကိုင်းညွတ်ပြီးအေးမောင်မင်းငါကိုလက်ထပ်စေခြင်းနဲ့မင်းငါရဲ့တရားဝင်ခင်ပွန်းဖြစ်လိမ့်မယ်ငါတို့ရဲ့မင်္ဂလာပွဲအတွက်လက်ဖွဲ့အနေနဲ့မင်းဖေရဲ့အသက်ကိုကယ်တင်ဖို့အမြန်ဆုံးအသုံးပြုနိုင်မဲ့3,000ကိုငါပေးမယ်ကျွန်တော်ခေါင်းချက်ချင်းမူးသွားခဲ့ပါတယ်သူမမျက်စိကပတ်တီးကိုကြည့်ပြီးတော့ခန်းထားတဲ့အခန်းပတ်လည်ကိုကြည့်လိုက်ပါတယ်ဒေါ်မြဘူးကိုလက်ထက်ရမယ်ကျွန်တော်ထက်အများကြီးအသက်ကြီးပြီးမျက်မမြင်ဖြစ်တဲ့ချမ်းသာကြွယ်ဝတဲ့မိုးဆိုးမတအူးကိုလက်ထက်ရမယ်ဒေါ်လေးကျွန်တော်စကလုံးတွေစီစဉ်လို့မရခဲ့ပါဘူးပခုတ်ကူဘက်ကနေအကူအညီတောင်းနေတဲ့အတန်ရှိနေပြီးကျွန်တော်ရဲ့ပုံမှန်အသိစိတ်ကတော့လက်မခံဘူးလို့အော်ဟစ်နေပါတယ်တေချာစဉ်းစားပါအေးမောင်သူမကကျွန်တော်ကိုအားပေးတိုက်တွန်းတယ်3,000က
လက်ငင်းဖြည့်ရှင်းချက်ပဲမင်းအဖေအသက်ချမ်းသာရာရလိမ့်မယ်မင်းရဲ့မိသားစုကိုစင်းရဲတွင်းကနေဆွဲထုတ်နိုင်လိမ့်မယ်မင်းကငါရဲ့တရားဝင်ခင်ပွန်းဖြစ်လာလိမ့်မယ်ဒီအိမ်မှာနေရပြီးတက်တောင့်တက်တာဘဝကိုဖျက်ဆီးရလိမ့်မယ်သူမကအနှဲငယ်မဲ့ပြုံးပြရင်းဆက်ပြောခဲ့ပါတယ်ဟုတ်ပါတယ်ငါကအချစ်ဆက်လန်းဆန်တဲ့အချစ်မျိုးကိုမမျှော်လင့်ပါဘူးငါကအဖော်တယောက်ပဲလိုအပ်တယ်ငါကိုရိုးသားစွာအဖော်ပြုပေးမဲ့သူငါယုံကြည်နိုင်တဲ့သူငါပတ်စံကြောင့်ငါကိုစွန့်ခွာသွားမဲ့သူမဟုတ်ဘူးကျွန်တော်မျက်ရည်တွေစီးကျလာပါတယ်ကျွန်တော်ရှေ့မှာမှောင်မိုက်ပြီးတောက်ပနေတဲ့ထွက်ပေါက်တစ်ခုကိုကျွန်တော်တွေးလိုက်ရပါတယ်အချစ်စစ်ဆိုတာဘယ်ဖြစ်နိုင်ပါမလဲဒါကအေးဆက်ဆက်စီးပွားရေးအခြေအနေနဲ့အသက်အတွက်အယောင်းဝယ်တစ်ခုပါပဲကျွန်တော်လွတ်လပ်မှုကိုကျွန်တော်အနာဂတ်အိမ်မက်တွေကိုကျွန်တော်ဂုဏ်သိက္ခာကိုတောင်အဖေအသက်အတွက်လဲလှယ်ရတော့မှာပါကျွန်တော်မျက်စိမှိတ်လိုက်ပြီးဒီစိတ်ရှုပ်ထွေးမှုကကျွန်တော်စိတ်ဝိညာဉ်တွေကိုစိတ်ဝင်သွားစေခဲ့ပါတယ်ကျွန်တော်ရဲ့ဖြူဖြော့နေတဲ့အဖေမျက်နှာကိုမျောလင်းချက်အပြည့်နဲ့အမေမျက်နှာကိုကျွန်တော်မြင်အောင်နေခဲ့ပါတယ်အသက်အခြေအနေနဲ့ယဉ်ကျေးမှုကွာခြားချက်တွေဟာမိဘရဲ့အသက်ရှေ့မှောက်မှာအတိတ်ပဲမရှိဘူးဆိုတာကျွန်တော်သိပါတယ်ဒေါ်လေးကျွန်တော်အတန်ကအားတင်းထားတဲ့ဇွဲသက်တိအပြည့်နဲ့တိုးတိုးလေးနဲ့ကြက်တဲနေပါတယ်ကျွန်တော်ဒေါ်လေးရဲ့ကမ်းလှမ်းချက်ကိုလက်ခံပါတယ်ကောင်းပြီသူမကတိုးတိုးတုတ်တုတ်ပြန်ဖြေတယ်အံ့ဩသွားတာဒါမှမဟုတ်ပျော်ရွှင်သွားတာမျိုးမရှိပါဘူးကျွန်တော်အဖြေကိုသူမကြိုသိနေတယ်လို့ပါပဲငါတို့လုပ်ငန်းစဉ်ကိုအရှိန်မြင့်မယ်ဒီနေ့စာဖြင့်သဘောတူညီချက်ကိုပြီးအောင်လုပ်ပြီးနောက်အပတ်မှာတက်သေးတွေရှေ့မှာဘာသာရေးနဲ့ဥပဒေအရလက်ထပ်မယ်ငါရှေ့နေကိုအားလုံးကိုဆောင်ရွက်ခိုင်းမယ်လက်ထပ်ထိမ်းများမှုတရားဝင်တာနဲ့ပတ်စံကိုချက်ချင်းလွှဲပြောင်းပေးမယ်ကျွန်တော်ဆုံးဖြတ်ချက်ကိုချပြီးပါပြီကျွန်တော်ပခုတ်ကူကအေးမောင်မြမအလုပ်သမားတက်တက်မဟုတ်တော့ပါဘူးအခုတော့ဒေါ်မြဘူးရဲ့မင်္ဂလာဇနီးလောင်းအချစ်မပါတဲ့မင်္ဂလာပွဲတစ်ခုအတွက်ကျွန်တော်ကို3,900ကမ်းလှမ်းခဲ့တယ်လျှို့ဝှက်စမ်းကြဲတဲ့မျက်မမြင်မျိုးသမီးတဦးဖြစ်လာခဲ့ပါပြီဒေါ်မြဘူးရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိုက်တာဟာပြားရည်တုပ်ထားတဲ့ဆေးကားတစ်လုံးကိုမျိုးချလိုက်ရသလိုပါပဲ3,900ယွန်စရာကောင်းသလိုစိတ်သက်သာရလဲရစေပါတယ်ကျွန်တော်ကိုရောင်းစားလိုက်ရပြီးကျွန်တော်လူငယ်ဘဝကျွန်တော်အနာဂတ်အိမ်မက်တွေကျွန်တော်ဂုဏ်သိက္ခာကိုပါလဲလှယ်လိုက်ရပြီးအဖေရဲ့အသက်အတွက်အဖေရှိမှာတော့ဒီလိုစွန့်လွတ်အနစ်နာခံမှုတွေဟာသေးငယ်ပါတယ်ကျွန်တော်သဘောတူလိုက်ပြီးနောက်အရာရာဟာကြောက်မက်ဖွယ်ကောင်းတော့အောင်မြန်ဆန်စွာဖြစ်ပေါ်လာပါတယ်ဒေါ်မြဘူးကသူမရဲ့ရှေ့နေကိုချက်ချင်းခေါ်လိုက်တယ်အဲ့ဒီရှေ့နေကတော့အေးဆက်ဆက်နဲ့လုပ်ရည်ကိုင်ရည်ရှိတဲ့လက်ဘနွန်လူမျိုးတဦးပါလက်မထက်ခင်သဘောတူညီချက်ကိုရေးဆွဲခဲ့တာဟာပစ္စည်းဥစ္စာတွေကိုခွဲဝေဖို့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ပစ္စည်းဥစ္စာအားလုံးကဒေါ်မြဘူးရဲ့ဟာဖြစ်နေလို့ပါကျွန်တော်ကိုအလုပ်ကျွေးပြုမယ်ဆိုတဲ့ကတိနဲ့ချီနှောင်ဖို့ပါပဲအဓိကအားဖြင့်တော့ကျွန်တော်သူမရဲ့ခင်မွန်းအဖြစ်အလုပ်ကျွေးပြုတဲ့အတွက်လက်ဖွဲ့ငွေ3,900ကိုငွေသားနဲ့ရရှိမှာပါအေးမောင်မင်းပဲချက်ကိုမဆိုလက်မခံပိုင်ခွင့်ရှိတဲ့ရှေ့နေကပုံမှန်လေတံနဲ့ပြောခဲ့ပါတယ်ကျွန်တော်ကောင်းတာငြိမ်လိုက်ပါတယ်ကျွန်တော်ဘာကိုမှလက်မခံဘူးပတ်စံကိုလက်ထက်တာတရားဝင်ပြီးတာနဲ့ချက်ချင်းလွှဲပေးဖို့ပဲတေချာချင်ပါတယ်ကျွန်တော်အဖေခွဲစိတ်ဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်ဒေါ်မြဘူးကထိုင်နေရာကနေတည်ငြိမ်တဲ့အတန်နဲ့ပြန်ဖြေတယ်ဒါကငါတို့ရဲ့ကတိပဲညဘက်မှာကျွန်တော်ပခုတ်ကူကအမေစီဖုန်းဆက်ခဲ့ပါတယ်ကျွန်တော်ပြောပြရမယ်ဒါပေမဲ့ကျွန်တော်ထက်အသက်အများကြီးကြီးပြီးမျက်မမြင်ဖြစ်တဲ့ချမ်းသာကြွယ်ဝတဲ့မြမတထေးမကြီးနဲ့လက်ထပ်တော့မယ်ဆိုတာကိုဘလို့ဂယုတစိုက်ရှင်းပြရမလဲအမေဖျားသခင်ကျေးဇူးတော်ကြောင့်အေးမောင်ပတ်စံရပြီးကျွန်တော်ပျော်ရွှင်တဲ့အတန်ဖြစ်အောင်စ조사ပြောခဲ့တယ်အိုဖျားသခင်သားလေးဘဲကလည်းမင်းမခိုးဘူးမဟုတ်လားအမေရဲ့အတန်ကချက်ချင်းထိတ်လန့်သွားပါတယ်အာစရအမေမဟုတ်ပါဘူးဒါကတရားဝင်ရတဲ့ပတ်စံပါအေးမောင်ရဲ့တထေးမကြီးဒေါ်မြဘူးကအေးမောင်ကိုလက်ထပ်ဖို့ကမ်းလှမ်းခဲ့တာပါဖုန်းတစ်ဖက်မှာတိတ်ဆိတ်သွားခဲ့ပါတယ်အမေအံ့ဩလွန်းလို့ဖုန်းချသွားတာကိုကျွန်တော်မြင်အောင်နေခဲ့ပါတယ်ကမ်းလှမ်းတယ်မင်းသူ့ကိုလက်ထပ်တော့မယ်လို့ဆိုလိုတာလားသားလေးဒါပေမဲ့သူမကမျက်မမြင်မဟုတ်လားအမေဟုတ်တယ်သူမကအေးမောင်ထက်အများကြီးအသက်ကြီးတယ်ဒါပေမဲ့အမေဒါကတခုတည်းသောနီလန်းပဲသူမကမယုံနိုင်စရာကောင်းတော့အောင်ကြီးမားတဲ့လက်ဖွဲ့ငွေ3,900ကိုကမ်းလှမ်းခဲ့တယ်ဒီပတ်စံကအဖေရဲ့ခွဲစိတ်မှုအတွက်ပါဒီပတ်စံကအဖေရဲ့အသက်ကိုကယ်တင်လိမ့်မယ်ဒါကတကယ်မဟာလက်ဖွဲ့ပဲအမေကျွန်တော်ဒါကအချစ်ကြောင့်မဟုတ်ပဲသဘောတူညီချက်မင်္ဂလာပွဲဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အမေကဝမ်းသာခြင်းစိတ်သက်သာရာရခြင်းနဲ့ဝမ်းနည်းခြင်းရောနှောပြီးငိုကြွေးခဲ့ပါတယ်အဖေအသက်ချမ်းသာရာရလို့ပြောပေမဲ့သူ့သားကဒီလိုရှုပ်ထွေးပြီးစွန့်လွတ်အနစ်နာခံရတဲ့လမ်းကို
ရွေးချယ်ရလို့ဝမ်းနည်းခဲ့ပါတယ်။ဒါပေမဲ့မင်းပျော်ရဲ့လားသားလေးသူမကတိုးတိုးလေးမေးတယ်။ကျွန်တော်တတွေးမျိုးချလိုက်တယ်အေးမောင်ရဲ့ပျော်ရွှင်မှုကအဖေကျမ်းမာလာတာကိုမြင်ရတာပဲအမေအိမ်အောင်ရေးကိစ္စကိုဖျားသခင်စီစဉ်ပါစေဆုတောင်းပေးပါဦးနော်ငါတို့အမြန်လုပ်ရမယ်ပတ်စံကိုအမေတို့ဘဏ်အကောင့်ကိုလွှဲပေးမယ်အဖေရဲ့ခွဲစိတ်မှုအတွက်ချက်ချင်းဆောင်ရွက်ပေးပါနောက်တစ်နေ့မှာတော့အိမ်ကဝန်ထမ်းတွေကြားမှာကောလာဟာလာတွေစတင်ပြန့်နှံ့လာခဲ့ပါတယ်တခြားမြန်မာအလုပ်သမားတွေဥယျာဉ်မှုတွေအိမ်ကူတွေဟာကျွန်တော်ဖျက်လျှောက်သွားတဲ့အခါတီးတိုးပြောဆိုနေကြပါရွှေတူးသမားဆိုတဲ့စကားလုံးနှလုံးကိုရည်ညွှန်းနေတဲ့တရားစီရင်တဲ့အကြည့်တွေကိုကျွန်တော်ခံစားခဲ့ရပါတယ်ကြည်စမ်းအေးမောင်လေးခဏလေးပဲရှိသေးတယ်မျက်မမြင်တထေးမကိုအောင်နိုင်သွားပြီးဘင်္ဂလားဒေ့ရှ်ဥယျာဉ်မှုတဦးကရေရွတ်လိုက်ပါတယ်ဒီလောက်ရိုးသားတဲ့ဟန်ဆောင်မှုကဘလောက်တောင်ကောင်းလိုက်လဲ3,900သူကသူ့ဝိညာဉ်ကိုပတ်စံနဲ့ရောင်းလိုက်တာပဲနောက်တစ်ယောက်ကထပ်ပြောတယ်ကျွန်တော်သူတို့ကိုလစ်လျူရှုဖို့စူးစမ်းခဲ့ပေမဲ့စကလုံးတွေကကျွန်တော်ကိုထိုးနှက်ခဲ့ပါတယ်သူတို့မှန်ပါတယ်ကျွန်တော်ပတ်စံအတွက်အရာတစ်ခုကိုရောင်းလိုက်တာပါပဲကျွန်တော်ရဲ့လွတ်လပ်မှုကျွန်တော်ရဲ့အချစ်တာပဲမဲ့သူတို့ဘာတွေစွန့်စားခဲ့ရလဲဆိုတာမသိကြဘူးမိဘတွေတေဆုံးနေတာကိုကြည့်ပြီးဘာမှမတတ်နိုင်တဲ့ဒုက္ခကိုသူတို့မသိကြဘူးဒေါ်မြဘူးကကျွန်တော်လမ်းညွှန်မှုနဲ့ဈေးကြီးတဲ့ fashion ဆိုင်တစ်ဆိုင်မှာကျွန်တော်တို့မင်္ဂလာဝတ်စုံတွေကိုဝယ်ခဲ့ပါတယ်သူမအတွက်မြန်မာဝတ်စုံတစ်ထည်ကိုရွေးခဲ့ပြီးကျွန်တော်အတွက်တော့ hot culture ဝတ်စုံကိုရွေးခဲ့ပါတယ်သူမကကျွန်တော်ပခုံးကိုစမ်းတက်ရင်းဝတ်စုံရဲ့အရေးသွေးကိုလက်ချောင်းတွေနဲ့ခန်းစားကြည့်ဖို့စူးစမ်းနေတော့ကျွန်တော်သူမရှေ့မှာရက်နေခဲ့ပါတယ်မင်းနဲ့လိုက်တဲ့အေးမောင်ငါတို့မင်္ဂလာပွဲနေ့မှာမင်းချောမောနေလိမ့်မယ်သူမကပြောခဲ့ပါတယ်ကျွန်တော်အေးဆက်ဆက်ခံစားရပါတယ်ကိုနဲ့မဆိုင်တဲ့အခမ်းအနားတစ်ခုအတွက်အဝတ်စားဆင်ရင်ပေးထားတဲ့ရုပ်သေးရုပ်တရုပ်လိုခံစားရပါတယ်ဒေါ်မြဘူးရှေ့မှာကျွန်တော်ရိုးသားစွာနဲ့လေးစားစွာနေထိုင်ဖို့စူးစမ်းခဲ့ပါတယ်သူမကျွန်တော်ကိုကမ်းလှမ်းခဲ့တဲ့ရိုးသားမှုကပတ်စံရပြီဆိုတာနဲ့ပျောက်ကွယ်သွားတာကိုကျွန်တော်မလိုချင်ပါဘူးမင်္ဂလာပွဲကနောက်ဆုံးတော့ရောက်လာခဲ့ပါတယ်ကြီးကျယ်ခမ်းနားတဲ့ပွဲလန်းတစ်ပင်မဟုတ်ပါဘူးအလွန်တိတ်ဆိတ်တဲ့တီးတန့်ခမ်းနားလေးပါရှေ့နေဒေါ်မြဘူးရဲ့ဝေးလံတဲ့ဆွေမျိုးအချို့နဲ့တရားသူကြီးတဦးသာတက်ရောက်ခဲ့ပါတယ်ကျွန်တော်ကဈေးကြီးရဲ့ဝတ်စုံကိုဝတ်ဆင်ထားပေမဲ့ကျွန်တော်စိတ်ထဲမှာတော့လေးဟာနေခဲ့ပါတယ်ကျွန်တော်ဘေးမှာဒေါ်မြဘူးကအဖြူရောင်မြမဝတ်စုံနဲ့လှပနေပါတယ်သူမမျက်စိမှာထူထဲတဲ့အဖြူရောင်ပတ်တီးကလျှို့ဝှက်စမ်းကြယ်မှုနဲ့ကျွန်တော်တို့ရဲ့ဆွလွတ်အနစ်နာခံမှုရဲ့သင်္ကေတအဖြစ်ရှိနေတော့မှာပဲတရားသူကြီးကအခမ်းအနားစကားလုံးတွေကိုရွတ်ဆိုပြီးကျွန်တော်ကလက်ခံကြောင်းခိုင်မာစွာပြန်ဖြေလိုက်တဲ့အခါအယောင်းဝယ်ကတရားဝင်ဖြစ်သွားခဲ့ပါတယ်ကျွန်တော်ဟာဒေါ်မြဘူးရဲ့ခင်မွန်းဖြစ်သွားခဲ့ပါပြီနောက်တစ်စက္ကန့်မှာကျွန်တော်ဖုန်းမှာအကြောင်းကြားစာရောက်လာပါတယ်3,900ကကျွန်တော်အကောင့်ထဲကိုရောက်ရှိနေပါပြီကျွန်တော်ပခုတ်ကူကအမေစီကိုချက်ချင်း message ပို့လိုက်ပါတယ်ပတ်စံရပြီးအဖေကိုချက်ချင်းခွဲစိတ်ခန်းခေါ်သွားပါဖျားသခင်အဖေကိုကာကွယ်စောင့်ရှောက်ပါစေအခုတော့ကျွန်တော်အဖေအသက်ချမ်းသာရာရပြီးဒါပေမဲ့ကျွန်တော်ဟာသူမမျက်စိမှာထူရဲတဲ့ပတိစီထားပြီးမျက်မမြင်ဒါမှမဟုတ်ဟန်ဆောင်ကန်းတဲ့အမျိုးသမီးတဦးရဲ့ဘေးမှာပုံမိုလျှို့ဝှက်ဆန်းကျယ်ပြီးရှုပ်ထွေးတဲ့ဘဝအခန်းသစ်တစ်ခုတည်းကိုစတင်ရောက်ရှိခဲ့ပါပြီကျွန်တော်ပထမဆုံးညကိုရင်ဆိုင်ရတော့မယ်ဒီညမှာကျွန်တော်အစီကံမဟုတ်တော့ဘူးခင်မွန်းတယောက်ဖြစ်နေပြီးအိတ်ခမ်းကြီးရဲ့ခရစ္စတယ်မီးလုံးတွေကိုပိတ်လိုက်ပြီးနေရန်တွေပေါ်မှာနူးညံ့တဲ့အရိပ်တွေကိုဖြစ်ပေါ်စေတဲ့အိယာဘေးမီးလင်းရောင်မှိန်မှိန်လေးနဲ့အစားထိုးလိုက်ပါတယ်အခန်းကအရန်ကျယ်ဝန်းအရန်တိတ်ဆိတ်ပြီးအရန်စိမ့်ကားနေသလိုခံစားရပါတယ်ဒီညတော့ကျွန်တော်ကဒေါ်မြဘူးနဲ့တခန်းနဲ့အိပ်ရတော့မှာပါအိမ်နောက်ဖေးကဝန်ထမ်းခန်းငယ်မှာမဟုတ်တော့ပါဘူးကျွန်တော်စိတ်ထဲမှာအဖေနဲ့ပြည့်နှက်နေခဲ့ပါတယ်အခုချိန်မှာအဖေခွဲစိတ်ကူးတောက်မှုခံနေရပြီးကျွန်တော်ခုမှရရှိထားတဲ့လက်ဖွဲ့ငွေနဲ့အသက်ကယ်တင်ခံနေရပြီဆိုတာကျွန်တော်သိပါတယ်အမခန်းစိတ်သက်သာရာရမှုကနှဆိုင်နဲ့ကတိကအောက်ဖြစ်မှုနဲ့ရောဆက်နေပါတယ်ကျွန်တော်အိယာဘေးမှာထိုင်နေတဲ့ဒေါ်မြဘူးကိုကြည့်လိုက်ပါတယ်သူမကမင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားတော့ပါပဲသူမမျက်စိမှာထူထဲတဲ့အဖြူရောင်ပတ်တီးကသူမရဲ့အစိတ်ပိုင်းတစ်ခုလိုရစ်ပတ်ထားဆဲပါပဲအေးမောင်သူမရဲ့အတန်ကတိတ်ဆိတ်မှုကိုချိုးဖျက်လိုက်ပါတယ်ဒီကိုလားကျမဘေးမှာထိုင်ပါဦးကျွန်တော်သူမစီသွားပြီးအစင်မပြေစွာထိုင်လိုက်ပါတယ်သူမကကျွန်တော်လက်ကိုစမ်းသက်ပြီးကျွန်တော်လက်ချောင်းတွေကိုရှာဖွေကာစုပ်ကင်လိုက်ပါတယ်သူမရဲ့လက်ချောင်းတွေကအေးဆက်နေပေမဲ့ဖမ်းဆုပ်ထားမှုကတော့ခိုင်မာပါတယ်
မင်းပါတွေးနေလဲဆိုတာငါသိတယ်ပတီးကသူမကိုစိတ်ဖက်နိုင်စွမ်းပေးထားသလိုပါပဲမင်းဒီသဘောတူညီချက်ကိုစိုးရိမ်နေတယ်ဒီညကိုစိုးရိမ်နေတယ်ကျွန်တော်ခေါင်းငုံလိုက်တယ်ကျွန်တော်ကဒေါ်လေးတက်တောင့်တက်တာရှိတာကိုပဲသိချချင်ပါတယ်ကျွန်တော်ဒေါ်လေးရဲ့ခင်ပွန်းအနေနဲ့ကျွန်တော်အခန်းကဏ္ဍကိုကောင်းကောင်းလှုပ်ဆောင်နိုင်တာကိုသိချချင်ပါတယ်ဒေါ်မြဘူးကပြုံးလိုက်ပါတယ်သူမရဲ့ပြုံးကလျှို့ဝှက်စမ်းကြဲတော့မဟုတ်တော့ပါဘူးဝမ်းနေနေပုံရပါတယ်မင်းကမင်းရဲ့အခန်းကဏ္ဍကိုကောင်းကောင်းလှုပ်ဆောင်ခဲ့ပြီးအေးမောင်မင်းကငါ့ကိုရိုးသားမှုအပေါ်ပြန်လဲယုံကြည်လာအောင်လုပ်ပေးခဲ့ပြီးအခုတော့မင်းငါရဲ့ရိုးသားမှုကိုမြင်ရမယ့်အချိန်ပဲသူမကကျွန်တော်လက်ကိုလှုပ်ပြီးခေါင်းဘေးကပတီးစွန်းကိုစုပ်ကင်လိုက်ပါတယ်လက်ဖွဲ့ငွေကိုငါပေးပြီးငါကတိကိုငါဆက်ပြီးအခုတော့ငါတို့ဒီအိမ်အောင်ရေးကိုဆက်မလုပ်ခင်မင်းသိရမယ့်နောက်ထပ်အရာတစ်ခုရှိသေးတယ်ကျွန်တော်ကြောရိုးတလျှောက်တင်းမာမှုတွေစိတ်ဝင်လာသလိုခံစားရပါတယ်။ဘာတွေထက်ရှိအောင်မှလဲသူမကတခြားလျှို့ဝှက်သဘောတူညီချက်ရှိတယ်လို့ပြောတော့မှလားဒါမှမဟုတ်ကျွန်တော်အဖေအသက်ကယ်တင်ပြီးတဲ့နောက်ဒီအိမ်အောင်ရေးကိုပယ်ဖျက်တော့မှလား။ကုညီပါသူမကပြောတယ်ဒီပတ်တီးကိုဖယ်ရှားပေးပါအေးမောင်ဒီတောင်းဆိုမှုကအံ့ဩစရာကောင်းလွန်းပါတယ်။အခုချိန်ထိဒေါ်မြဘူးကအဲ့ဒီပတ်တီးကိုအမြဲတမ်းအကာအကွယ်ပေးထားပါတယ်ဘသူ့ကိုမှမထီခွင့်ပြုဘူးပါဘူးဖယ်ရှားခွင့်ပေးတာဝေးစွာကျွန်တော်တွေဝေသွားတယ်ဒေါ်လေးတေချာလားဒေါ်လေးကဒါကကိုရေးကိုရာကိစ္စလို့အမြဲပြောနေခဲ့တာမဟုတ်လားဒီညတော့ငါတို့ကြားမှာကိုရေးကိုရာဆိုတာမရှိတော့ဘူးသူမကခိုင်မာပြတ်သားတဲ့လေတံနဲ့ပြန်ဖြေတယ်ငါကမင်းရဲ့ဇနီးမင်းငါဘာလျှို့ဝှက်ထားလဲဆိုတာသိပိုင်ခွင့်ရှိတယ်ကျွန်တော်လက်တွေအနှဲငယ်တုံရင်နေစွာဆန့်ထုတ်လိုက်ပါတယ်ကျွန်တော်လက်ကထူရဲတဲ့ပတီးကိုထိမိသွားတယ်အဲ့ဒီအဝတ်ကနှွေးထွေးပြီးအနှဲငယ်ဆူဆွတ်နေပါတယ်ကျွန်တော်သူမရဲ့ခေါင်းနောက်ကကျိုးကိုဖြည်းဖြည်းချင်းဖြေစာပြုလိုက်ပါတယ်ရုတ်တရက်ပတီးကအနှဲငယ်ရော့သွားပြီးကျွန်တော်အပြည့်အဝမဖယ်ရှားနိုင်ခင်ဒေါ်မြဘူးခုန်ထားလိုက်တယ်မလုံးနဲ့သူမရဲ့အော်ဟစ်တန်ကအခန်းထဲမှာပဲ့တင်ထပ်သွားခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်ကသူမရဲ့အသက်အရွယ်အတွက်မမျှော်လင့်နိုင်တဲ့ခွန်အားနဲ့တင်းမာသွားခဲ့ပါတယ်။တန်မဏိစုပ်ကိုင်မှုလိုကျွန်တော်ကိုသတိရစေတဲ့ခွန်အားပါပဲ။သူမကကျွန်တော်လက်ကောက်ဝတ်ကိုပြင်းပြင်းထန်ထန်ဖမ်းဆုပ်လိုက်တဲ့အဲ့ဒီဖမ်းဆုပ်မှုကအယမ်းနာကျင်စေပါတယ်။သူမကကျွန်တော်ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်မာကိုကြောက်နေတယ်လို့ပါပဲ။ပတ်တီးနောက်ွယ်ကသူမမျက်နှာမှာထိတ်လန့်မှုကအမှန်တကယ်ပဲထင်ရှားနေပါတယ်။တောင်းပန်ပါတယ်အေးမောင်သူမကမောဟိုက်စွာတိုးတိုးလေးပြောလိုက်တယ်ကျမအစင်သင့်မဖြစ်သေးဘူးကျွန်တော်အသက်ပြင်းပြင်းရှူသွင်းပြီးကိုအေးဆေးတည်ငြိမ်အောင်စူးစမ်းခဲ့ပါတယ်ဒေါ်မြဘူးရဲ့ကြောက်ရွံ့မှုကကျွန်တော်ကိုတကယ်ပဲလှုပ်ရှားလို့မရအောင်လုပ်ခဲ့ပါတယ်ဒါကအမှောင်ကိုကြောက်တဲ့မျက်မမြင်တယောက်ရဲ့ကြောက်ရွံ့မှုမဟုတ်ပါဘူးဒါကကြီးမားတဲ့လျှို့ဝှက်ချက်ရှိတဲ့လူတယောက်ရဲ့ကြောက်ရွံ့မှုပါဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဒေါ်လေးကျွန်တော်နူးညံ့စွာပြောပြီးကျွန်တော်ကိုစုပ်ကင်ထားစေသူမရဲ့လက်ဖမိုးကိုပုတ်တက်ပေးလိုက်ပါတယ်ငါတို့မှအချိန်ရှိတယ်အလင်းလို့စရာမလိုပါဘူးသူမကကျွန်တော်လက်ကိုလှုပ်လိုက်တော့ကျွန်တော်လက်ကောက်ဝတ်မှာတဆစ်စစ်နာနေတာကိုခံစားရပါတယ်သူမကအသက်ရှူသွင်းလိုက်တဲ့ကြာရှည်စွာတိတ်ဆိတ်သွားပြီးငါတို့နှစ်ယောက်စလုံးကတယောက်ရဲ့ရှိနေခြင်းကိုပဲခံစားနေခဲ့ကြပါတယ်နောက်ဆုံးတော့ဒေါ်မြဘူးကထပ်ပြီးစကားပြောလာခဲ့ပါတယ်သူမရဲ့အတန်ကပိုပြီးတိုးသွားပြီးဝန်ခံမှုတွေပြည့်နှက်နေပါတယ်မင်းမှန်နဲ့အေးမောင်အခုချိန်ထိမင်းရဲ့တန်တရားတွေမှန်နေကျွန်တော်လှည့်ကြည့်လိုက်တော့ကျွန်တော်လုံးသားကတဒိန်းဒိန်းခုန်နေပါတယ်ငါလုံးဝမျက်မမြင်မဟုတ်ဘူးသားလေးဒီစကလုံးတွေကိုဖြည်းဖြည်းချင်းနဲ့လေးလံစွာပြောလိုက်တာပါကျွန်တော်ကြာမြင့်စွာကလေးကတန်တရားဝင်နေခဲ့တဲ့အရာကိုအတီးပြုတ်လိုက်တာပါပဲဒါဟာအင်မတန်ကြီးမားတဲ့ဝန်ခံချက်တစ်ခုပါပဲဗဟေလိပြေလဲသွားလို့ကျွန်တော်အနှဲငယ်စိတ်သက်သာရသွားပေမဲ့စိတ်ရှုပ်ထွေးနေခဲ့ပါတယ်ငါအနှဲငယ်မှုံဝါးဝါမြင်ရတယ်အလင်းရောင်အရေးတွေတခါတလေတကယ်အာယုံဆိုင်လိုက်ရင်သေးငယ်တဲ့အသေးစိတ်တွေကိုမြင်ရတယ်သူမကဆက်ပြောခဲ့ပါတယ်ဒါပေမဲ့ဒေါ်လေးပါလို့လဲဘာလို့ဒီလိုထူထဲတဲ့ပတ်တီးနဲ့မျက်မမြင်ဟန်ဆောင်ရတာလဲကျွန်တော်မေးလိုက်တယ်ဒေါ်လေးမှာအရာအားလုံးရှိနေတာပဲဒေါ်လေးမြင်နိုင်တာပဲဒေါ်မြဘူးကခေါင်းရမ်းလိုက်ပါတယ်မင်းနားမလဲဘူးမျက်မမြင်ဖြစ်တာထက်ပိုရှက်စရာကောင်းတဲ့အရာတွေရှိတယ်အေးမောင်သူမကလက်ကိုပတ်တီးစီပြန်လှမ်းလိုက်ပါတယ်ဒီတခါတော့သူမရဲ့လှုပ်ရှားမှုမှာထိတ်လန့်မှုမရှိပါဘူးနာကျင်စေတဲ့အမှန်တရားကိုရင်ဆိုင်ဖို့အသင့်ရှိနေခြင်းပဲရှိပါတယ်ငါမျက်မမြင်လို့ပုံပေါ်အောင်ရွေးချယ်ခဲ့တာကပိုပြီးဂုဏ်သိက္ခာရှိတဲ့ရှက်စရာကောင်းမှုမို့လို့ပဲငါမျက်စိမှိတ်ထားဖို့ရွေးချယ်ခဲ့တာကတကယ်ရှက်စရာကောင်းမှုက
အဲ့ဒီနောက်ွယ်မှာရှိနေလို့ပဲဒီညမင်းကငါရဲ့ခင်ပွန်းကဘာကြီးကနေငါလျှို့ဝှက်ထားခဲ့တဲ့ရှက်စရာကောင်းမှုတွေကိုမြင်ရလိမ့်မယ်သူမကပြောခဲ့ပါတယ်ကျွန်တော်အသက်ရှူအောင်ပြီးမျက်မမြင်ချင်းထက်ပိုမိုမှောင်မိုက်တဲ့လျှို့ဝှက်ချက်ကိုရင်ဆိုင်ဖို့အသင့်ရှိနေခဲ့ပါတယ်ကျွန်တော်ဒေါ်မြဘူးကိုကြည့်လိုက်တော့စိတ်ရှုပ်ထွေးပြီးတင်းမာနေခဲ့ပါတယ်သူမလုံးဝမျက်မမြင်မဟုတ်ဘူးဆိုတဲ့ဝန်ခံချက်ကအံ့ဩစရာကောင်းနေခဲ့ပါပြီဒါပေမဲ့မျက်မမြင်ချင်းထက်ပိုကြီးမားတဲ့ရှက်စရာကောင်းမှုရှိတယ်ဆိုတဲ့ထုတ်ဖော်ပြောဆိုချက်ကကျွန်တော်သွေးသားတွေကိုစီးဆင်းစေခဲ့ပါတယ်ပိုပြီးဂုဏ်သိက္ခာရှိတဲ့ရှက်စရာကောင်းမှုကျွန်တော်ထပ်ပြောလိုက်တယ်ဒေါ်လေးဘာလျှို့ဝှက်ထားတာလဲမျက်မမြင်ဖြစ်တာထက်ဘာကပိုရှက်စရာကောင်းနိုင်လို့လဲဒေါ်မြဘူးကခါးသီးစွာပြုံးလိုက်ပါတယ်မျက်မမြင်ခြင်းကတနာကျင်နာမှုကိုရတယ်အေးမောင်ကြောက်စရာကောင်းတဲ့ကိုခန္ဓာချို့ယွင်းချက်ကယွန်းရှားစရာပဲဖြစ်စေတယ်သူမကတည်ငြိမ်ပြီးနောင်တရတဲ့လှုပ်ရှားမှုနဲ့လက်နှစ်ဖက်လုံးကိုမြှောက်လိုက်ပါတယ်ဒီတခါတော့သူမကပတ်တီးကိုထိတ်လန့်စွာဆွဲမချပါဘူးခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပဲဆွဲချလိုက်ပါတယ်သူမရဲ့တုံရင်နေတဲ့လက်ချောင်းတွေကသူမရဲ့ကိုယ်ပိုင်လက္ခဏာကိုဖုံးအုပ်ထားတဲ့ကလားကဖြစ်ခဲ့တဲ့ကြိုးထုံးကိုစတင်ဖြေလျှော့လိုက်ပါတယ်ကျွန်တော်အသက်ရှူအောင်လိုက်ပါတယ်အဖြူရောင်ပတ်တီးထူကြီးကသူမမျက်နှာကနေစတင်ကွာကျလာတာကိုကျွန်တော်မြင်လိုက်ရပါတယ်ပတ်တီးကသူမပေါင်ပေါ်ကိုပြုတ်ကျသွားတဲ့အခါကျွန်တော်မျက်တောင်ခတ်လိုက်ရပါတယ်ရုတ်တရက်ပျောက်ကွယ်သွားတဲ့အမှောင်ကြောင့်မဟုတ်ပဲပေါ်ထွက်လာတဲ့အရာကြောင့်ပါဒေါ်မြဘူးရဲ့မျက်လုံးတွေကတကယ်ရှိနေခဲ့ပါတယ်မျက်လုံးတွေကပွင့်နေပြီးအမြင်အာရုံမှုံဝါးကအလင်းရောင်ကိုအာရုံခံနိုင်လွယ်ပေမဲ့ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကိုအသက်ရှူရက်သွားစေပြီးတိတ်ဆိတ်သွားစေတာကတော့မျက်လုံးပတ်လေကဧရိယာပါပဲသူမမျက်နာရဲ့ဘဲဘက်ချမ်းတဝက်လောက်နားထင်ကနေမျက်လုံးတစ်ဝိုက်အထိပါးတစ်ချမ်းအထိထူထဲပြီးတွန့်လိန်နေတဲ့အမာရွတ်တွေနဲ့ဖုံးအုပ်ထားပါတယ်ဒါကပြင်းထန်တဲ့မီးလောင်တန်းရအမာရွတ်ပါပဲအဲ့ဒီနေရာကအသားရည်ကနီရဲပြီးဖြူဖြော့ပြီးခရမ်းရောင်တန်းနေပါတယ်တင်းတင်းကြပ်ကြပ်ဆွဲထားတာကြောင့်မျက်ခွန်တစ်ဖက်ကအနှဲငယ်အောက်ကိုဆွဲကျနေပြီးပုံပြက်ပန်းပြက်နဲ့ဝမ်း내ပွေရာအသွင်ကိုပေးနေပါတယ်အဲ့ဒီအမာရွတ်တွေကနှဆိုင်ပြီးကျေပြန့်တာကြောင့်သူမရဲ့လှပတဲ့မျက်နှာသွင်ပြင်ကိုချိနဲ့ပျက်စီးနေတဲ့ပုံစံမျိုးဖြစ်စေပါတယ်ဒီအမာရွတ်တွေကရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်သက်မဟုတ်ပါဘူးနှစ်ပေါင်းများစွာဆွဲကပ်နေခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအနာတရားတွေပါပဲတိတ်ဆိတ်မှုကကျွန်တော်တို့ကိုပြန်လည်လွှမ်းခြုံသွားခဲ့ပါတယ်ဒီတခါတော့အရင်ကတိတ်ဆိတ်မှုတွေထက်ပိုမိုလေးလံပြီးပိုမိုနာကျင်စေပါတယ်ကြည့်ပါအေးမောင်သူမကတိုးတိုးလေးပြောလိုက်ပါတယ်အတန်ကနားမလည်နိုင်အောင်ဖြစ်နေပြီးပြင်းပြင်းထန်ထန်ရှက်ရွံ့မှုတွေပြည့်နေနေပါတယ်ဒါကမြဘူးရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ပဲကျွန်တော်ဘာမှပြောမရဖြစ်နေခဲ့ပါဘူးကျွန်တော်သူမကိုယွန်းရှာစိတ်နဲ့မကြည့်ပါဘူးတနာစိတ်နဲ့နက်နဲတဲ့နားလည်မှုနဲ့ကြည့်လိုက်ပါတယ်ဒေါ်မြဘူးကဖြည်းဖြည်းချင်းပိုမိုအားကောင်းလာတဲ့အတန်နဲ့ဆက်ပြီးရှင်းပြခဲ့ပါတယ်လွန်ခဲ့တဲ့15နှစ်ကကျမတို့ဗီလာမှာမီးလောင်မှုမတော်တဆဖြစ်ခဲ့တယ်ကျမအသက်ရှင်ခဲ့ပေမဲ့ကျမမျက်နှာတော့မဟုတ်ခဲ့ဘူးခွဲစိတ်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ရပေမဲ့ဒါကနောက်ဆုံးရလဒ်ပဲကျမခင်ပွန်းကဒါကိုလက်ခံဖို့စ조사ခဲ့တယ်ကျမကလေးတွေကကျမကိုချစ်နေတော့မယ်ဒါပေမဲ့သူတို့ကျမကိုကြည့်တဲ့အခါတိုင်းလှပခဲ့တဲ့သူတို့အမေကိုမဟုတ်ပဲဘလူးတကောင်ကိုမြင်နေရတယ်ဆိုတာကျမသိတယ်ဒီကဘာကြီးကသူမကမှောင်မိုက်နေတဲ့ပြတင်းပေါက်ကိုညွှန်ပြရင်းပြောလိုက်တယ်အေးမောင်မပြေဆုံးမှုကိုလက်မခံဘူးသူတို့ကကျမနောက်ွယ်မှာတီးတိုးပြောဆိုကြလိမ့်မယ်သူတို့ကစော်ကားတဲ့ပုံစံမျိုးနဲ့တနာကြလိမ့်မယ်အဲ့ဒီအကြည့်တွေကိုကျမမခံနိုင်ဘူးအတူအယောင်တနာစိတ်တွေနဲ့ဖုံးကွယ်ထားတဲ့ယွန်ရှာစိတ်တွေကိုကျမမခံနိုင်ဘူးသူမကပေါင်ပေါ်ကပတ်တီးကိုကင်လိုက်ပါတယ်ဒါကြောင့်ငါမျက်မမြင်ဖြစ်အောင်ရွေးချယ်ခဲ့တာငါပိုပြီးဂုဏ်သိက္ခာရှိတဲ့ရှက်စရာကောင်းမှုကိုရွေးချယ်ခဲ့တာမျက်မမြင်ဖြစ်ခြင်းဖြင့်ငါတနာကျင်နာမှုကိုရတယ်ဒီပတ်တီးနဲ့ငါကိုတရားစီရင်တဲ့အကြည့်တွေကနေကာကွယ်တဲ့တခြားသူတွေရဲ့မျက်လုံးထဲကယွန်ရှာစိတ်တွေကိုငါမမြင်ရဖို့မလိုအပ်ဘူးငါစိတ်ကူးရင်အမှောင်ထဲမှာနေထိုင်ဖို့ရွေးချယ်ခဲ့တာကအလင်းရောင်ကိုမြင်ရပြီးငါချစ်ရသူတွေရဲ့မျက်နှာပေါ်ကယွန်ရှာစိတ်တွေကိုမြင်ရတာထက်ပိုတက်တောင့်တတာရှိလို့ပဲသူမရဲ့ဝန်ခံချက်ကကျွန်တော်ကိုအရင်ကသူမရဲ့မျက်စိအမြင်အာရုံကိုတန်တရားဝင်ခဲ့မိလို့အင်မတန်မိုက်မဲတဲ့လူတစ်ယောက်လိုခံစားရစေပါတယ်ကျွန်တော်ကသေးငယ်တဲ့ကတိကအောက်ဖြစ်မှုတွေကိုပဲစဉ်းစားခဲ့ပေမဲ့ဒီကတိကအောက်ဖြစ်မှုရဲ့နောက်ွယ်မှာပိုကြီးမားတဲ့ဝမ်းနည်းကြေကွဲမှုတွေရှိနေတယ်ဆိုတာကိုဘယ်တော့မှသတိမထားမိခဲ့ပါဘူးဒေါ်မြဘူးက
ကျွန်တော်ကိုကြည့်လိုက်ပါတယ်သူမရဲ့မျက်လုံးတွေကအပြည့်အဝအာရုံစိုက်မထားပေမဲ့ကျွန်တော်မျက်လုံးထဲမှာကျွန်တော်ရဲ့တုံ့ပြန်မှုကိုမြင်ဖို့သူမအရန်စူးစမ်းနေတယ်ဆိုတာကျွန်တော်သိပါတယ်မင်းငါကိုပတ်စံကြောင့်လက်ခံတယ်ဆိုတာငါသိတယ်အေးမောင်ငါမင်းကိုအပြစ်မတင်ပါဘူးမင်းဖေကိုကယ်တင်ရမယ်အခုတော့အဲ့ဒီပတ်စံကမင်းရဲ့ပိုင်ဆိုင်မှုဖြစ်သွားပြီးမင်းဖေလည်းခွဲစိတ်ပြီးပြီငါတို့ရဲ့သဘောတူညီချက်ကဒီမှာပဲပြီးဆုံးပြီးဒေါ်မြဘူးရဲ့မျက်ရည်တွေစီးကျလာပြီးသူမရဲ့ချောမွေးတဲ့မျက်နှာချမ်းကအသားရည်ကိုဆူဆွတ်စေခဲ့ပေမဲ့အမာရွတ်ပေါ်မှာတော့ရက်တန့်သွားခဲ့ပါတယ်ငါမင်းကိုလွတ်လပ်ခွင့်ပေးလိုက်ပြီးအေးမောင်မင်းအခုသွားလို့ရပြီးအဲ့ဒီပတ်စံကိုယူသွားငါဘာမှတောင်းဆိုမှာမဟုတ်ဘူးမင်းကငါရဲ့ရှက်စရာကောင်းမှုတွေကိုမြင်ခဲ့ပြီးငါမင်းကိုငါဘေးမှာနေဖို့အတင်းအကျပ်ခိုင်းပိုင်ခွင့်မရှိဘူးမင်းကမင်းရဲ့အပိုင်းကိုလုပ်ပြီးသူမကကျွန်တော်ကိုအဆုံးဖြတ်ပေးလိုက်တယ်နောက်ဆုံးစမ်းသပ်မှုတစ်ခုပါပဲသူမကကျွန်တော်တို့ရဲ့လက်ဖွဲ့ငွေဖြစ်ခဲ့တဲ့3,900တန်ဖိုးရှိတဲ့ကတိကနေကျွန်တော်ကိုလွတ်မြောက်ခွင့်ပေးလိုက်ပါတယ်ကျွန်တော်ဒီကြွယ်ဝမှုတွေနဲ့ထွက်သွားပြီးပခုတ်ကူကိုသူရဲကောင်းတစ်ယောက်လိုပြန်သွားနိုင်ပါတယ်ဒါပေမဲ့ဘာကြောင့်မှန်းမသိအဲ့ဒီအမာရွတ်တွေကိုမြင်လိုက်ရတဲ့အခါသူမရဲ့အတန်တွေကတကယ်စိတ်ပြတ်အားငယ်မှုကိုကြားလိုက်ရတဲ့အခါပတ်စံကအရေးမကြီးတော့ဘူးလို့ခံစားရပါတယ်ကျွန်တော်အခုချိန်ထိခံစားခဲ့ရတဲ့တနာစိတ်လေးစားစိတ်နဲ့ရိုးသားမှုတွေဟာပိုပြီးနှဆိုင်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ကျွန်တော်သူမရဲ့အားနည်းဆုံးအခြေအနေကိုမြင်ခဲ့ရပြီးအဲ့ဒီအချိန်မှာကျွန်တော်ကပတ်စံရှာတဲ့ရွှေတူးသမားတစ်ယောက်ပဲလားဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေရှိမှတောင်ရိုးသားတဲ့ခင်ပွန်းတစ်ယောက်လားဆိုတာဆုံးဖြတ်ရတော့မှာပါအခန်းထဲကလေထုကအေးဆက်နေပါတယ်တင်းမာမှုတွေနဲ့နာကျင်စေတဲ့ဝန်ခံချက်တွေကြောင့်အေးခဲနေတယ်လို့ပါပဲဒေါ်မြဘူးကကျွန်တော်ကိုလွတ်လပ်ခွင့်ပေးခဲ့ပြီးတခြားသူတွေကျွန်တော်ကိုကတ်တဲ့အညွှန်းကပ်ပြားဖြစ်တဲ့ရွှေတူးသမားဆိုတဲ့အညွှန်းကိုအပြည့်အဝတရားဝင်ဖြစ်စေခဲ့ပါတယ်ကျွန်တော်ချမ်းသာကြွယ်ဝစွာထွက်သွားနိုင်ပြီးကျွန်တော်အဖေလည်းအသက်ချမ်းသာရပါပြီဒါပေမဲ့ကျွန်တော်သူမကိုကြည့်လိုက်တဲ့အခါကျွန်တော်ရှေ့ကအမျိုးသမီးအခုတော့အရန်သေးငယ်ချီနေပြီးမီးလောင်တန်ရအမာရွတ်တွေကြောင့်တိတ်ခါကျနေတဲ့အမျိုးသမီးကိုကြည့်လိုက်တဲ့အခါယွန်ရှာစိတ်ကလုံးဝမပေါ်လာပါဘူးကျွန်တော်ခံစားရတာကတော့ပြင်းထန်နေစာနာမှုလှိုင်းလုံးတွေပါပဲသူမရဲ့ကြီးမားတဲ့စိတ်ရင်းမှန်ကိုကျွန်တော်မြင်ခဲ့ရပါတယ်သူမကသူမနဲ့အတူရှိနေဖို့အတွက်ဈေးကြီးတဲ့တန်ဖိုးတစ်ခုကိုပေးဆက်ဖို့ရွေးချယ်ခဲ့ပြီးအခုတော့ကျွန်တော်ရဲ့ဂုဏ်သိက္ခာအတွက်အဲ့ဒီတန်ဖိုးကိုစွန့်လွတ်ဖို့ဆန္ဒရှိနေပါတယ်ဒေါ်မြဘူးရဲ့မျက်ရည်တွေကကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်ရင်ဖြည်းဖြည်းချင်းဆက်စည်းကြနေပါတယ်ကျွန်တော်အဲ့ဒီအခန်းကနေထွက်သွားရင်3,900ကိုယူသွားနိုင်ပေမဲ့သူမရဲ့ဝိညာဉ်ကိုလုံးဝပျက်စီးသွားအောင်ထားခဲ့ရလိမ့်မယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်ဖြည်းဖြည်းချင်းစကားမပြောဘဲသူမစီတိုးသွားခဲ့ပါတယ်သူမကရှောင်ဖယ်မသွားပါဘူးသူမကသူမရဲ့ချို့ယွင်းနေတဲ့မျက်လုံးတွေကိုမှိတ်ထားလိုက်ပြီးနောက်ဆုံးညှင်းဆန်မှုကိုလက်ခံဖို့အသင့်ရှိနေတယ်လို့ပါပဲကျွန်တော်သူမရှိမှဒူးထောက်လိုက်ပါတယ်ကျွန်တော်ညာဘက်လက်ကိုမြှောက်လိုက်တာဟာသူမရဲ့ချုံမွေးတဲ့မျက်ရည်တွေကိုတုပ်ပေးဖို့မဟုတ်ပါဘူးသူမအခုချိန်ထိလျှို့ဝှက်ထားခဲ့တဲ့အမာရွတ်ကိုထိတွေ့ဖို့ပါပဲကျွန်တော်လက်ချောင်းထိပ်လေးကသူမပါပေါ်ကတွတ်လိန်နေတဲ့အမာရွတ်တွေကိုထိမိလိုက်တဲ့အသားရည်ကထူထဲနေပြီးနူးညံ့ခြင်းမရှိအေးဆက်နေပါတယ်အဲ့ဒီထိတွေ့မှုကအလှည့်အပြောင်းတစ်ခုပါပဲဒါကအခြေအနေအသက်နဲ့ယဉ်ကျေးမှုကွာခြားချက်တွေကိုကျော်လွန်သွားတယ်ထိတွေ့မှုပါပဲဒါကစစ်မှန်တဲ့လူသားချင်းထိတွေ့မှုပါဒေါ်မြဘူးအံ့ဩစွာလန့်သွားခဲ့ပါတယ်သူမမျက်လုံးတွေပွင့်ကျဲသွားပြီးမေးခွန်းများစွာနဲ့ကျွန်တော်ကိုကြည့်လိုက်ပါတယ်သူမရဲ့ဆွဲကျနေတဲ့မျက်ခွန်တွေမှာမျက်ရည်နှဲငယ်စီးကျနေတာကိုကျွန်တော်မြင်လိုက်ရပါတယ်ဒေါ်လေးကျွန်တော်အတန်ကထိန်းထားတဲ့စိတ်ခံစားမှုတွေကြောင့်ကြက်တေးနေပါတယ်ဒေါ်လေးကပတ်စံကကျွန်တော်ကိုပျော်ရွှင်စေနိုင်တယ်လို့ထင်နေတာလားကျွန်တော်သူမောက်ကိုတဲ့ကြည့်လိုက်တယ်ကျွန်တော်ဒီကိုဘတ်စုံသုံးမြန်မာလူသမားတစ်ယောက်အနေနဲ့လာခဲ့တာကျွန်တော်မှာရည်ရွယ်ချက်တစ်ခုပဲရှိတယ်အဖေအတွက်ပတ်စံဒါပေမဲ့ကျွန်တော်ဒေါ်လေးကိုအလုပ်ကျွေးပြုတဲ့အခါရိုးသားမှုကိုကျွန်တော်မြင်ခဲ့တယ်နှွေးထွေးမှုကိုကျွန်တော်မြင်ခဲ့တယ်ဒီပတ်တီးနောက်ွယ်မှာမယုံနိုင်လောက်အောင်အထီးကျန်နေတာကိုကျွန်တော်မြင်ခဲ့တယ်ကျွန်တော်လက်ကိုပြန်ရုပ်ပြီးဒေါ်မြဘူးရဲ့မနာကျင်သေးတဲ့ပါးတစ်ချမ်းကိုတင်လိုက်တယ်ဒေါ်လေးကကျွန်တော်ကိုအဖေရဲ့အသက်ကိုကယ်တင်ဖို့ပတ်စံပေးခဲ့တယ်ဒါကကဘာပေါ်မှာအမြင့်မြတ်ဆုံးလက်ဖွဲ့ပဲကျွန်တော်လက်ခံတယ်ဒါပေမဲ့ဒီညမှာဒေါ်လေးကဒေါ်လေးရဲ့အနာကျင်ဆုံးလျှို့ဝှက်ချက်ကိုကျွန်တော်ကိုပြခဲ့တယ်ဒေါ်မြဘူးကျွန်တော်စကလုံးတိုင်းကိုအလေးနက်ထားပြောခဲ့တယ်ကျွန်တော်အတွက်ပိုပြီးဂုဏ်သိက္ခာရှိတဲ့ဒါမှမဟုတ်ပိုပြီးရှက်စရာကောင်းတဲ့အမာရွတ်ဆိုတာမရှိဘူး
ဒါကအနာတရားတသက်ပဲမတော်တဆမှုတစ်ခုကြောင့်ဒေါ်လေးရရှိခဲ့တဲ့အနာတရားကဘာကြီးကယွန်ရှာလိုက်မယ်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်မဟုတ်ဘူးကျွန်တော်ကလူအများစုကြော်လွန်လို့မရတဲ့အကန့်အသတ်တွေကိုကြော်လွန်ခဲ့ပြီးကျွန်တော်ကပခုတ်ကူကလူငယ်လေးတစ်ယောက်ကျွန်တော်ထက်အများကြီးအသက်ကြီးတဲ့မျက်မမြင်မြန်မာတထေးမကိုလက်ထပ်ခဲ့တယ်ယဉ်ကျေးမှုနဲ့အသက်ကွာခြားချက်တွေကိုကျွန်တော်လက်ခံနိုင်နေဆိုရင်ရုပ်ပိုင်းဆိုင်ရာအနာတရားတစ်ခုကနေဘာလို့ပြေးရမှာလဲကျွန်တော်နူးညံ့စွာပြုံးလိုက်တယ်ကျွန်တော်ကဒေါ်လေးရဲ့ခင်ပွန်းတစ်ယောက်ကဇနီးမှာအမာရွတ်ရှိုံနဲ့မပြေးပါဘူးတကယ်တော့ဒီအမာရွတ်တွေကငါတို့ရဲ့ဇလန်းရဲ့အစိတ်ပိုင်းတစ်ခုပဲခိုင်မာပြီးခံနိုင်ရရှိတဲ့မြဘူးရဲ့ဇလန်းထိုးနောက်ကျွန်တော်ရိုးသားတဲ့ကတိတစ်ခုကိုပြောလိုက်ပါတယ်ကျွန်တော်မသွားပါဘူးဒေါ်လေးကျွန်တော်နေပါမယ်ပတ်စံကကျွန်တော်အဖေကိုကယ်တင်ခဲ့တာမှန်ပါတယ်ဒါပေမဲ့ဒေါ်လေးကကျွန်တော်ကိုစိတ်ပြတ်အားငယ်မှုတွေကနေကယ်တင်ခဲ့တယ်ကျွန်တော်ဒေါ်လေးကိုအထီးကျန်မှုတွေကနေကယ်တင်ချင်ပါတယ်ဒေါ်လေးခွင့်ပြုမယ်ဆိုရင်ကျွန်တော်ကဒေါ်လေးရဲ့မျက်စိဖြစ်ချင်ပါတယ်ဒေါ်လေးမျက်မမြင်လို့မဟုတ်ပါဘူးရက်ဆက်တဲ့ကဘာကြီးကိုမကြည့်ဖို့ရွေးချယ်ခဲ့လို့ပါဒေါ်မြဘူးမျက်ရည်တွေကိုဆက်ထိန်ထားနိုင်ခြင်းမရှိတော့ပါဘူးသူမကရှိုက်ကြီးတင်ငငိုကြွေးလိုက်တယ်ဝမ်းနေခြင်းနဲ့စိတ်သက်သာရခြင်းမျက်ရည်တွေပါဒါကသူမစီကကျွန်တော်ပထမဆုံးမြင်ဘူးတဲ့ငိုကြွေးမှုပါသူမနှစ်ပေါင်း15နှစ်ကြာအောင်ထမ်းပိုးလာခဲ့တဲ့ရှက်ရွံ့ခြင်းဝင်ထုတ်ဝင်ပိုးကိုဖြေဖြောက်လိုက်တဲ့ငိုတံပါပဲသူမကကျွန်တော်ကိုတင်းဖက်လိုက်ပြီးသူမမျက်နှာကိုကျွန်တော်ပခုံးပေါ်မှာဖုံးကွယ်ထားလိုက်တယ်ကျေးဇူးတင်ပါတယ်အေးမောင်ကျေးဇူးတင်ပါတယ်ဖျားသခင်သူမကထက်ခါတီးတိုးပြောလိုက်ပါတယ်ခုမှဇနီးဖြစ်လာတဲ့မျိုးသမီးတဦးရဲ့ရင်ခွင်ထဲမှာကျွန်တော်အချစ်စစ်ဆိုတာတကယ်ရှိကြောင်းသိလိုက်ရပါတယ်ပြီးတော့အချစ်စစ်ဆိုတာမကြာခဏဆိုသလိုမမျှော်လင့်ပဲပတ်စံအယောင်းဝယ်မျက်မမြင်ဟန်ဆောင်ခြင်းနဲ့ဖုံးကွယ်ထားတဲ့ချို့ယွင်းချက်ကိုလက်ခံခြင်းတို့ကနေလာတတ်ပါတယ်ကျွန်တော်တို့ဟာအခြေအနေနဲ့ကွာခြားချက်တွေကိုကြော်လွန်ခဲ့ကြတာမှန်ပါတယ်ဒေါ်မြဘူးကကျွန်တော်အဖေကိုကယ်တင်ခဲ့ပြီးပခုတ်ကူကရိုးသားတဲ့မြန်မာလူသမားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ကဒေါ်မြဘူးကိုသူမရဲ့စိတ်ခံစားမှုထောင်ချောက်ကနေကယ်တင်ခဲ့ပါတယ်မျက်မမြင်ခြင်းထက်ပုံမနှဆိုင်နဲ့အမှောင်ထဲကနေကယ်တင်ခဲ့ပါတယ်အဲ့ဒီတိတ်ဆိတ်တဲ့ညမှာကျွန်တော်တို့ဟာစစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာတွေ့ခဲ့ပါတယ်အချစ်နဲ့ရိုးသားမှုကရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်အသက်နဲ့အခြေအနေတိုင်းကိုအောင်နိုင်ကြောင်းသက်သေပြခဲ့ပါတယ်ခင်ပွန်းတီနဲ့ဇနီးအဖြစ်ကျွန်တော်တို့ရဲ့ပထမဆုံးမနက်ခင်းကထူးခြားစွာခံစားရပါတယ်အမြဲပူပြင်းတဲ့နေအောင်ကြီးကအခုတော့ပိုနူးညံ့နေပါတယ်ညလယ်မှာကျွန်တော်တို့ချခဲ့တဲ့ဆုံးဖြတ်ချက်ကိုခွင့်ပြုနေသလိုပါပဲဒေါ်မြဘူးကကျွန်တော်ဘေးမှာနှစ်ချိုက်အိတ်နေပါတယ်ပထမဆုံးအကြိမ်ဖြစ်သူမမျက်စိမှာပတ်တီးထူကြီးမပါပဲအိတ်နေတာပါမီးလောင်တန်ရအမာရွတ်တွေကမနက်ခင်းလင်းရောင်အောင်မှာရှင်းလင်းမြင်နေရပါတယ်ဒါပေမဲ့ဘာကြောင့်မှန်းမသိသူတို့ကကြောက်စရာကောင်းတော့ဘူးလို့မထင်ရတော့ပါဘူးနှာခေါင်းဒါမှမဟုတ်နှက်ခမ်းလိုပဲသူမမျက်နှာရဲ့အစိတ်ပိုင်းတစ်ခုမျှတာပါပဲကျွန်တော်အရင်နိုးလာခဲ့ပါတယ်ဗီဇအတိုင်းပဲကျွန်တော်ရဲ့အလုပ်ဟောင်းတွေကိုစလုပ်ခဲ့ပါတယ်သူမရဲ့အဝတ်စားတွေပြင်ဆင်တာအခန်းကိုတက်ရက်အောင်လုပ်တာနဲ့မနက်စာပြင်ဆင်တာတွေပါဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်ခင်မွန်းတယောက်အနေနဲ့လုပ်တာပါအစီကံမဟုတ်ပါဘူးဒေါ်မြဘူးနိုးလာတဲ့အခါသူမကလက်ကိုဆန့်ထုတ်လိုက်ပါတယ်ဒီတစ်ခါတော့သူမတုတ်ချောင်းဒါမှမဟုတ်နေရန်ကိုစမ်းတက်နေတာမဟုတ်ပါဘူးသူမကကျွန်တော်လက်ကိုရှာနေတာပါကျွန်တော်လက်ခံပြီးသူမရဲ့လက်ချောင်းတွေကိုစုပ်ကင်လိုက်ပါတယ်အခုတော့လက်ချောင်းတွေကနှွေးထွေးနေပါပြီအေးမောင်သူမကခေါ်လိုက်ပါတယ်သူမအတန်ကနှဆိုင်နဲ့ကျေးဇူးတင်မှုတွေပြည့်နှက်နေပါတယ်မင်းမသွားဘူးလားငါမသွားဘူးလို့ပြောပြီးမြဘူးကျွန်တော်ပြောလိုက်တယ်သူမကိုမြဘူးလို့ခေါ်ဖို့စူးစမ်းလိုက်တာထူးဆန်းပြီးအသစ်ဆန်းခံစားရပေမဲ့အရေးကြီးပါတယ်မြဘူးသူမကကျွန်တော်နာမည်ကိုပြန်ပြောရင်းနှုတ်ခမ်းမှာမှုန်ပြပြုံးလိုက်ပါတယ်ငါရဲ့နာမည်ကိုဒေါ်လေးဆိုတဲ့နန်းစားမပါပဲမင်းရဲ့ပါဇက်ကနေကြားရတာထူးဆန်းတယ်မင်းကငါ့ကိုပတ်စံလက်ဖွဲ့ပေးခဲ့ပြီးမင်းကငါ့ကိုဂုံတိတ်ခါလက်ဖွဲ့ပေးခဲ့တယ်အေးမောင်ကျွန်တော်တို့ထမင်းစားခန်းမှာထိုင်ပြီးကျွန်တော်လှုပ်ထားတဲ့မနက်စာပေါင်မုန့်ကင်နဲ့ကော်ဖီနက်ကိုသုံးဆောင်ခဲ့ကြပါတယ်ကျွန်တော်သူမကိုအလုပ်အကျွေးပြုတဲ့နီလန်းအစ်စ်နဲ့လိုက်ရောညီထွေဖြစ်အောင်နေရပါတယ်အရင်ကကျွန်တော်ကမြင်နိုင်တဲ့မျက်စိလိုလှုပ်ဆောင်ခဲ့ပြီးသူမကမျက်မမြင်မျက်စိလိုဟန်ဆောင်ခဲ့ပါတယ်အခုတော့ကျွန်တော်တို့နှစ်ယောက်စလုံးရိုးသားခဲ့ကြပါပြီမင်းကိုမျက်မမြင်ဖြစ်တယ်လို့လိန်ညာခဲ့တာတောင်းပန်ပါတယ်
သူမရဲ့အတန်ကနောင်တရားစိတ်တွေပြည့်နှက်နေပါတယ်ကျွန်တော်နားလည်ပါတယ်မြဘူးဒါကကာကွယ်ရေးရန်ရာတစ်ခုပါပဲကျွန်တော်တို့အားလုံးကိုကာကွယ်ဖို့လျှို့ဝှက်ချက်တွေရှိပါတယ်ကျွန်တော်ပြန်ဖြေတယ်ဒါပေမဲ့ဒီနေ့ကစပြီးဒီဟန်ဆောင်မှုကိုရက်ကြရအောင်ဒေါ်လေးမြင်နိုင်ရင်မြင်နိုင်တယ်လို့ပြောပါလမ်းညွန်မှုလိုအပ်ရင်ကျွန်တော်လမ်းညွန်ပေးပါမယ်ကျွန်တော်တို့ရိုးသားဖို့ပဲလိုပါတယ်ဒေါ်မြဘူးကခေါင်းငိန်လိုက်ပါတယ်ကျွန်တော်ကအပြင်ကဘာကိုရင်ဆိုင်ဖို့မင်းရဲ့လမ်းညွန်မှုကိုလိုအပ်တဲ့အေးမောင်အခုချိန်ထိပတ်တီးနဲ့နေကာမျက်မှန်တွေကကျမရဲ့ဒိုင်းတွေပဲအခုအိမ်ထဲကလူတိုင်းကကျမလုံးဝမျက်မမြင်မဟုတ်ဘူးဆိုတာသိနေပြီးသူတို့ကဒီအမာရွတ်တွေကိုမြင်ကြလိမ့်မယ်ဆိုတာကျမသိတယ်မြင်ပါစေမြဘူးသူတို့တီးတိုးပြောပါစေသူတို့ရဲ့တီးတိုးပြောဆိုမှုတွေကမင်းကျွန်တော်ရဲ့အမြင်မှာဘာတူလဲဆိုတဲ့အမှန်တရားကိုပြောင်းလဲနိုင်မှာမဟုတ်ပါဘူးငါတို့အတူတူရင်ဆိုင်ကြမယ်ကျွန်တော်တို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကအသက်ဒါမှမဟုတ်အခြေအနေကွာခြားမှုတွေမှာဒါမဟုတ်ပဲဒီမင်္ဂလာပွဲဟာပတ်စံဒါမှမဟုတ်စိတ်ပြက်အားငယ်မှုထက်ပိုအားကောင်းတဲ့အရာတစ်ခုနဲ့အခြေခံထားတယ်ဆိုတာကိုကဘာကြီးကိုဘယ်လိုပြသရမလဲဆိုတာမှာပဲရှိနေတယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်ပခုတ်ကူကအမေစီဖုန်းဆက်ခဲ့ပါတယ်။သူမရဲ့အတန်ကပျော်ရွှင်နေပါတယ်။အဖေခွဲစိတ်ပြီးသွားပြီဖြစ်ပြီးအခြေအနေကတည်ငြိမ်နေပါပြီ။3,900ကတကယ်ကိုကဲတင်ရှင်ပါပဲ။အဖေအသက်ချမ်းသာရာရပြီးအခုတော့ပြန်လဲကျမ်းမာရေးကာလမှာရှိနေပါပြီ။ဒီကျေးဇူးတင်မှုတွေကရှံပယ်နေပါတယ်။ကျွန်တော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီးအခုတော့ခင်ပွန်းတယောက်အနေနဲ့ကျွန်တော်ဂရီကိုထမ်းဆောင်ရမယ့်အချိန်ပါပဲ။ညဘူးကျွန်တော်ဖုန်းချပြီးနောက်ပြောလိုက်တယ်။အဖေအသက်ချမ်းသာရာရပြီးကျေးဇူးတင်ပါတယ်။ကျွန်တော်သူမကိုအသက်ကြွေးတင်နေပါတယ်။မင်းဘာမှအကြွေးမတင်ဘူး။အေးမောင်ငါတို့အခုတခုတည်းပဲ။ဒီကောင်းမှုကငါတို့မိသားစုအတွက်ကောင်းမှုပဲ။သူမကပြောလိုက်ပါတယ်။ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာဖြည်းဖြည်းချင်းဒါပေမဲ့ခိုင်မာစွာတိုးတက်လာခဲ့ပါတယ်။ဒေါ်မြဘူးရဲ့နူးညံ့တဲ့ပတ်ချမ်းကိုကျွန်တော်တင်ယူခဲ့ပါတယ်။ကြွယ်ဝမှုနဲ့မျက်မမြင်ဟန်ဆောင်ခြင်းနောက်ွယ်မှာဖုံးကွယ်ထားတဲ့ပတ်ချမ်းပါသူမကထက်မြက်ပြီးစီးပွားရေးမှာကျွမ်းကျင်တဲ့အလွန်အမင်းအထီးကျန်တဲ့အမျိုးသမီးတဦးပါကျွန်တော်သူမနှစ်သက်တဲ့စာအုပ်တွေကိုဖတ်ပြတာသူမခင်ပွန်းရဲ့အရေးကြီးစာရွက်စာတမ်းတွေကိုကဲတင်ရင်းဘလို့မီးလောင်တန်ရာရခဲ့တယ်ဆိုတဲ့အတိတ်ကဇလန်းတွေကိုနားထောင်ခဲ့ပါတယ်ကျွန်တော်လည်းပခုတ်ကူကကျွန်တော်ဘဝအကြောင်းကျွန်တော်ရဲ့ရိုးရှင်းတဲ့အိမ်မက်တွေအကြောင်းမိုးရွာပြီးနောက်ညီနှံ့ကိုဘာကြောင့်ချစ်ရတာလဲဆိုတာဖွင့်ဟပြောဆိုခဲ့ပါတယ်ကျွန်တော်တို့ကတယောက်ရဲ့လိဟာမှုတွေကိုဖြည့်ဆည်းပေးခဲ့ကြပါတယ်ကျွန်တော်သူမတောင်းတခဲ့တဲ့နှွေးထွေးမှုနဲ့ရိုးသားမှုကိုပေးခဲ့ပြီးသူမကကျွန်တော်ဘယ်တော့မှပိုင်ဆိုင်မယ်လို့မထင်ခဲ့တဲ့တည်ငြိမ်မှုနဲ့ယုံကြည်မှုကိုပေးခဲ့ပါတယ်အိမ်ကဝန်ထမ်းတွေကတီတိုးပြောဆိုနေတုန်းပါပဲဒါပေမဲ့အဲ့ဒီတီတိုးပြောဆိုမှုတွေကစတင်ပြောင်းလဲလာခဲ့ပါတယ်အစပိုင်းမှာသူတို့ကကျွန်တော်ကိုရွှေတူးသမားလို့တရားစီရင်ခဲ့ကြပါတယ်အခုတော့သူတို့ကကျွန်တော်မြဘူးကိုဘလို့ဂယုစိုက်တယ်သူမရဲ့ချို့ယွင်းချက်ကိုမြင်ပြီးနောက်သူမကိုဘလို့မစွန့်ခွာခဲ့ဘူးအခုသူမကဘလို့ပိုပြီးအသက်ဝင်ပြီးပိုပျော်ရွှင်နေလဲဆိုတာကိုမြင်နေကြပါပြီတနေ့ညနေခင်းမှာကျွန်တော်တို့ဥယျာဉ်ထဲမှာထိုင်နေတော့ဒေါ်မြဘူးကကျွန်တော်လက်ကိုစုပ်ကင်ပြီးနမ်းခဲ့ပါတယ်မြမမျိုးသမီးတွေလှုပ်လေးရှိသလိုပါပဲသူတို့ကငါ့ကိုမင်းကိုလက်ထပ်တာယူတယ်လို့ပြောကြတယ်အေးမောင်သူမကကျွန်တော်ကိုချို့ယွင်းနေပေမဲ့ရိုးသားတဲ့မျက်လုံးတွေနဲ့ကြည်ရင်ပြောလိုက်တယ်ဒါပေမဲ့သူတို့မသိဘူးငါကပတ်စံနဲ့ခင်မွန်းတယောက်ကိုဝယ်တာမဟုတ်ဘူးငါရဲ့ဂုဏ်သိက္ခာကိုပြန်ဝယ်ခဲ့တာမင်းကဘာမှမတောင်းဆိုပဲအဲ့ဒါကိုပြန်ပေးခဲ့တယ်ဒီခရီးကရှည်လျားနေတုံးပါပဲဆိုတာကျွန်တော်သိပါတယ်ကျွန်တော်တို့ဖြိုဖျက်ရမယ့်နေရန်တွေအများကြီးရှိပါသေးတယ်လူမှုအတိုင်းဝိုင်းရဲ့ဗလိုက်မှုနေရန်တွေမြဘူးရဲ့ကြန့်ရှိနေသေးတဲ့ရှေ့ရွံ့မှုနေရန်တွေနဲ့ကျွန်တော်တို့ရဲ့ကွာခြားချက်တွေရဲ့နေရန်တွေဒါပေမဲ့အခုတော့ကျွန်တော်တို့ကအဖွဲလိုက်ရင်ဆိုင်နေကြပါပြီကျွန်တော်တို့ရဲ့ဇလန်းကအယောင်းဝယ်တစ်ခုအနေနဲ့စတင်ခဲ့ပေမဲ့အချစ်စစ်ကစာရွက်စာတမ်းစာချုပ်ကိုဖောက်ထွင်းပြီးစစ်မှန်တဲ့ရိုးသားမှုကနေပွင့်လန်းလာခဲ့ပါတယ်ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကတီးတန့်ဖြစ်ပေမဲ့ဒေါ်မြဘူးရဲ့လူမှုပတ်ဝန်းကျင်ရဲ့အာယုံဆိုင်မှုကိုတော့လွတ်မြောက်ခဲ့တာမဟုတ်ပါဘူးအသက်နှစ်ပေါင်းများစွာငယ်တဲ့မြမအလုပ်သမားတဦးကိုလက်ထပ်ခြင်းဟာမြမတထေးမတွေကြားမှာအရှုပ်တော်ပုံလေးတစ်ခုပါပဲမြဘူးရဲ့လက်ခံမှုကိုရပြီးနောက်ကျွန်တော်ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကသူမရဲ့ပြင်ပကဘာကနေကျွန်တော်ကိုလက်ခံလာအောင်ဒါမှမဟုတ်အ ਨੇ ဆုံးတော့လစ်လူရှူလာအောင်လုပ်ဖို့ဆိုတာကျွန်တော်သိလိုက်ရပါတယ်။မြဘူးကဒါခက်ခဲလိမ့်မယ်ဆိုတာသိပါတယ်။သူမကကျွန်တော်ကိုစတင်လေ့ကျင့်ပေးခဲ့ပါတယ်။မင်းကအစေခံမဟုတ်တော့ဘူး။အေးမောင်မင်းကငါခင်ပွန်းမင်းရဲ့လမ်းလျှောက်ပုံမင်းရဲ့စကားပြောပုံကမင်းရဲ့အခြေအနေကိုထင်ဟပ်နေရမယ်။
လို့မနက်ခင်းတစ်ခုမှာကျွန်တော်ပခုံးနှဲငယ်ကုန်ပြီးအလင်းစလိုလမ်းလျှောက်နေတော့သူမပြောခဲ့ပါတယ်မြဘူးကျွန်တော်ဘလို့ပြုတ်မှုရမယ်ဆိုတာမသိဘူးကျွန်တော်မေးလိုက်တယ်ကျွန်တော်ကမရစကီကားကိုဘလို့တန်ရှင်းရမယ်ဆိုတာသိတယ်ဒါပေမဲ့တရားဝင်ညစာစားပွဲမှာဘလို့ထိုင်ရမယ်ဆိုတာမသိဘူးမြဘူးကစိတ်ရှည်လက်ရှည်ပြုံးလိုက်တယ်ဒါကလွယ်ပါတယ်မင်းကမင်းရဲ့ရိုးသားတဲ့ကိုယ်ပိုင်စိတ်သက်ပဲဖြစ်နေဖို့ပဲလိုတယ်ယုံကြည်မှုလေးနည်းနည်းထပ်ထည့်လိုက်ယုံပဲမင်းကကိုပတ်စံကြောင့်လက်ထပ်ခဲ့တာမဟုတ်ပဲမင်းရဲ့ရိုးသားမှုကြောင့်လက်ထပ်ခဲ့တာကိုသတိရပါအဲ့ဒီရိုးသားမှုကလူတိုင်းဝယ်လို့မရတဲ့ဇိမ်ခံပစ္စည်းပဲမြဘူးကကျွန်တော်အတွက်အဝတ်စားတွေဝယ်ပေးခဲ့တယ်ရင်မောင်းဝတ်စုံဒါမှမဟုတ်စုပ်ပြက်နေတဲ့တီရှပ်တွေမဟုတ်တော့ပါဘူးအရေးသွေးမြင့်မြမဝတ်စုံတွေပါခေါင်းပေါင်းနဲ့တိုက်ပုံပြည့်စုံနေပါကျွန်တော်ပထမဆုံးအကြိမ်မှန်သေးကြည့်လိုက်တဲ့အခါမြမအလုပ်သမားအေးမောင်ကိုကျွန်တော်ကိုမမှတ်မိနိုင်ခဲ့ပါဘူးကျွန်တော်ကတီကြည်တဲ့အမျိုးသားတဦးကိုမြင်လိုက်ရပေမဲ့ကျွန်တော်စိတ်ထဲမှာတော့မသိလျော်ဘူးလို့ခံစားရလို့တဒိန်ဒိန်ခုန်နေခဲ့ပါတယ်စမ်းသပ်မှုအခိုက်အတန့်ကတော့မြဘူးကအရေးကြီးတဲ့စီးပွားရေးအစည်းအဝေးတစ်ခုကိုတက်ရောက်ဖို့ဆုံးဖြတ်တဲ့အခါရောက်လာခဲ့ပါတယ်ဒါကသူမရဲ့ဝန်ခံပြီးနောက်ပတ်တီဒါမှမဟုတ်အမှောင်ဆုံးနေကမျက်မှန်မပါဘဲလူအများရှေ့ကိုပထမဆုံးအကြိမ်ထွက်လာတာပါငါရှက်ရွံ့တော့ဘူးဆိုတာသူတို့ကိုပြရမယ်အေးမောင်မင်းကငါနဲ့အတူရှိနေရမယ်သူမကကျွန်တော်ကိုအဖော်ပြုပေးဖို့တောင်းဆိုခဲ့ပါတယ်ကျွန်တော်တို့ဇိမ်ခံဟိုတယ်တစ်ခုကအစည်းအဝေးခန်းမတွေကိုဝင်ရောက်လာတဲ့အခါမျက်လုံးအားလုံးကကျွန်တော်တို့စီကိုစိုက်ကြည့်လာခဲ့ကြပါတယ်သူတို့ကမြဘူးကိုမြင်တဲ့အခုဖော်ထုတ်ပြသထားတဲ့သူမမျက်နာပေါ်ကမီးလောင်တန်ရာအမာရွတ်တွေကိုမြင်နေပြီးတော့ကျွန်တော်ကိုမြင်နေသူမကိုအခုအဖော်ပြုနေတဲ့ဈေးကြီးတဲ့အဝတ်စားတွေဝစ်စင်ထားပြီးမမရက်နေတဲ့လူငယ်နိုင်ငံသားတဦးကိုမြင်နေတီးတိုးပြောဆိုတန်တွေကဓားသွားလိုပြင်းထန်စွာချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်ချို့ယွင်းချက်မြမအလုတ်သမားသိန်း9000လက်ဖွဲ့ကျွန်တော်မြဘူးကကျွန်တော်လက်မောင်းကိုစုပ်နေလိုက်တာကိုခံစားရတယ်သူမရဲ့ကြောက်ရွံ့မှုကိုကျွန်တော်ခံစားရတယ်ကျွန်တော်သူမစီကိုင်းညွတ်ပြီးဆက်လျှောက်ပါမြဘူးကျွန်တော်ဒီမှာရှိတယ်သူတို့ရဲ့အကြည့်တွေကိုစိတ်မပူပါနဲ့သူတို့ကမနာလိုဖြစ်နေတာပဲကျွန်တော်သူမကိုခိုင်မာတဲ့စိတ်သက်ရှိအောင်ကြည့်လိုက်ပါတယ်ကျွန်တော်တို့ကအဓိကစပွဲမှာထိုင်လိုက်ကြပါတယ်မြဘူးရဲ့လှုပ်ဖော်ကိုင်ဘတ်ဟောင်းတချို့ကရင်ကျေးစွာပြုမှုဖို့စ조사ခဲ့ကြပါတယ်ဒါပေမဲ့တယောက်စနှစ်ယောက်ကတော့မြဘူးရဲ့အမာရွတ်ကိုတနာစိတ်နဲ့ယွန်ရှာစိတ်ရောနှောပြီးပွင့်လင်းကြည့်နေခဲ့ကြပါတယ်အဲ့ဒီလိုအချိန်မျိုးမှာကျွန်တော်ရဲ့ရိုးသားမှုကိုစမ်းသပ်ခံခဲ့ရပါတယ်ကျွန်တော်မြဘူးကိုကာကွယ်ရမယ်အရင်ကမြဘူးရဲ့တငယ်ချင်းကောင်းတဦးဖြစ်တဲ့အသက်လက်ပိုင်းအမျိုးသမီးတဦးကချင်းကပ်လာခဲ့ပါတယ်မြဘူးအိုဖျားသခင်မင်းကိုတွေ့ရတာဝမ်းသာလိုက်တာဒါပေမဲ့မင်းမျက်လုံးတွေဘာဖြစ်တာလဲမင်းမျက်မမြင်လုံးဝကန်းတယ်လို့ငါထင်ခဲ့တာမြဘူးကအသက်ရှူသွင်းလိုက်ပါတယ်သူမပြန်မဖြေခင်မှာကျွန်တော်ကယဉ်ကျေးပေမဲ့ခိုင်မာစွာဖြတ်ပြောလိုက်ပါတယ်ကျွန်တော်ဇနီးကမျက်မမြင်မဟုတ်ပါဘူးဒေါ်လေးသူမကအပြင်လူတွေရဲ့တရားစီရင်မှုတွေနဲ့မပတ်သက်ချင်တဲ့အခါမှသာဖုံးကွယ်ထားဖို့ရွေးချယ်ခဲ့တာပါအခုသူမကရိုးသားဖို့ရွေးချယ်ခဲ့ပါတယ်ဒီအမာရွတ်တွေကသူမရဲ့ခံနိုင်ရည်ရှိခြင်းရဲ့သင်္ကေတပါသူမရဲ့ရွေးချယ်မှုကိုလေးစားပေးပါအဲ့ဒီအမျိုးသမီးကအံ့ဩစွာနဲ့တိတ်ဆိတ်သွားခဲ့ပါတယ်မြဘူးကကျွန်တော်ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်သူမမျက်လုံးတွေကတောက်ပနေပါတယ်ပြည့်စုံတဲ့အမြင်အာရုံကြောင့်မဟုတ်ပဲဂုဏ်ယူစိတ်ကြောင့်ပါကျွန်တော်သူမကိုကာကွယ်ပေးခဲ့ပါပြီအဲ့ဒီအချိန်ကစပြီးကျွန်တော်အခန်းကဏ္ဍကလုံးဝပြောင်းလဲသွားခဲ့ပါတယ်ကျွန်တော်ကခင်မွန်းနဲ့အဖော်တက်မဟုတ်တော့ပါဘူးသူမရဲ့ဂုဏ်သိက္ခာကိုစောင့်ရှောက်သူလည်းဖြစ်လာခဲ့ပါပြီကျွန်တော်မြဘူးကိုသူမရဲ့လူမှုရေးနဲ့စီးပွားရေးလောကတွေကိုပြန်ဝင်ဖို့ကူညီပေးခဲ့ပြီးသူမရဲ့ပုံစံအတိုင်းပေါ်ထွက်လာဖို့ယုံကြည်မှုကိုပေးခဲ့ပါတယ်ကျွန်တော်တို့ရဲ့အိမ်အောင်ရေးဘဝကရိုမန်တဆန်နဲ့အချစ်ဇလန်းတွေနဲ့လုံးဝကင်းကွာပါတယ်ကျွန်တော်တို့ဟာနှဆိုင်ပြီးခွဲလို့မရတဲ့မဟာမိတ်ဖွဲ့ထားတဲ့စိတ်ဝိညာဉ်နှစ်ခုပါပဲကျွန်တော်မြန်မာစကားနည်းနည်းကိုတရားဝင်စကားလုံးတွေနဲ့ပြောတတ်အောင်သင်ယူခဲ့ပါတယ်စပွဲထိုင်ဒီအမှုအရာတွေကိုသင်ယူခဲ့ပြီးတန်းတူလက်တွဲဖော်တယောက်ဖြစ်လာအောင်သင်ယူခဲ့ပါတယ်လက်အောက်ခံမဟုတ်တော့ပါဘူးဒါပေမဲ့ဒီလိုခမ်းနားကြွယ်ဝမှုတွေကြားမှာကျွန်တော်ဘယ်ကလာတယ်ဆိုတာဘယ်တော့မှမမေ့ခဲ့ပါဘူးမြန်မာလူသမားတွေများပြားတဲ့နေရာတွေကိုကားမောင်းဖြတ်သွားတဲ့အခါတိုင်းကျွန်တော်လုံးသားကတုံလုံးနေခဲ့ပါတယ်ကျွန်တော်ကအခုချမ်းသာကြွယ်ဝနေတဲ့အေးမောင်တယောက်ဖြစ်လာပြီးဒါပေမဲ့သူတို့တွေကတယောက်အဖြစ်ဆက်ရှိနေတော့မှပဲတနေ့ညနေခင်းမှာမြဘူးက
ကျွန်တော်တယောက်တည်းဥယျာဉ်ထဲမှာကျယ်တွေကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်မင်းပခုတ်ကူကိုလွမ်းနေတာလားအေးမောင်သူမကနူးညံ့စွာမေးလိုက်ပါတယ်မြေကိုလွမ်းပါတယ်မြဘူးကျွန်တော်ရိုးသားစွာပြန်ဖြေတယ်ရိုးရှင်းမှုကိုလွမ်းတယ်ဒီပတ်စံကအဖေကိုကယ်တင်ခဲ့ပြီးကျွန်တော်ကျေးဇူးတင်ပါတယ်ဒါပေမဲ့တခါတလေချမ်းသာကြွယ်ဝလာတော့ကိုပိုင်လက္ခဏာနဲ့ဝေးကွာပြီးရွှေလောင်အိမ်ထဲရောက်နေသလိုခံစားရတယ်မြဘူးကကျွန်တော်ဘေးမှာထိုင်လိုက်တယ်မင်းကမင်းရဲ့ကိုပိုင်လက္ခဏာကိုဘယ်တော့မှမစွန့်လွတ်ခဲ့ဘူးအေးမောင်မင်းကအဲ့ဒါကိုချဲ့ထွင်လိုက်ယုံပဲငါတို့ပခုတ်ကူကိုမကြာခဏသွားကြမယ်အဲ့ဒီမှာမင်းနာမည်နဲ့ဖောင်ဒေးရှင်းတစ်ခုဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုကိုထူထောင်ကြမယ်မင်းရဲ့ရိုးသားမှုကိုဖြန့်ဝေလိမ့်မယ်ငါကဒီကြွယ်ဝမှုနဲ့မင်းကိုကူညီမယ်ဒီမင်္ဂလာပွဲဟာအယောင်းဝယ်တစ်ခုထက်ပိုတယ်ဆိုတာကိုငါတို့သက်သေပြမယ်ဒါကဘုံရွယ်ချက်တစ်ခုပဲမြဘူးရဲ့ကျွန်တော်ရဲ့ရိုးရှင်းပြီးဗီဇဆန်တဲ့တိုင်းပြည်အိမ်မက်ကိုအငင်းခုန်မရှိထောက်ခံပေးခဲ့တဲ့ဆုံးဖြတ်ချက်ကအချစ်စစ်ရဲ့သက်သေပါပဲကျွန်တော်ထိမိခဲ့ပါတယ်ကျွန်တော်ကအမျိုးသမီးတဦးကိုလက်ထပ်ခဲ့တာမဟုတ်ပဲကျွန်တော်မိသားစုအတွက်သူရဲကောင်းတစ်ယောက်မြဘူးအတွက်ကာကွယ်သူတဦးဖြစ်လာဖို့ခွင့်ရေးပေးခဲ့တဲ့ကံကြမ္မာတစ်ခုကိုလက်ထပ်ခဲ့တာပါပဲမန္တလေးမှာရက်သက်တစ်ပတ်ပေါင်းများစွာလိုက်ရောညီထွေဖြစ်အောင်နေထိုင်ပြီးကိုအားဖြည့်ပြီးတဲ့နောက်ကျွန်တော်အိမ်ပြန်ရမယ့်အချိန်ရောက်လာခဲ့ပါတယ်ဒါကမြန်မာအလုပ်သမားတစ်ယောက်ရဲ့လက်ဆောင်ပစ္စည်းအစုံအလင်နဲ့ပြန်လာတာမျိုးမဟုတ်တော့ပါဘူး3000လက်ဖွဲနဲ့အဖေရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ခင်မွန်းတယောက်ရဲ့ပြန်လာခြင်းပါပဲမြဘူးကအခိုင်အမာပြောခဲ့ပါတယ်ကျွန်တော်ကအရင်ဆုံးတယောက်တည်းပြန်ရမယ်မင်းမိသားစုနဲ့ကျမရဲ့ဝင်ထုတ်ဝင်ပိုးမရှိဘဲတွေ့ဆုံရမယ်အေးမောင်သားကောင်းတယောက်နဲ့အောင်မြင်တဲ့ခင်မွန်းတယောက်အနေနဲ့မင်းခန်းကဏ္ဍကိုပျော်ရွှင်စွာခံစားရမယ်ကျမနောက်မှလိုက်လာခဲ့မယ်သူမကဉာဏ်ပညာရှိစွာပြောခဲ့ပါတယ်ကျွန်တော်မြောက်ဘူးဝယ်ပေးထားတဲ့ဝတ်စုံကိုတက်တက်ရက်ဝတ်ဆင်ပြီးဈေးကြီးရဲ့နာရီကိုပတ်ထားပါတယ်အဲ့ဒီပုံစံကစိန်ကနေသလိုပါပဲရန်ကုန်လေစိတ်မှာကျွန်တော်ဖုံးကွယ်ထားသလိုခံစားရပါတယ်လယ်သမားသားအေးမောင်ရဲ့ကိုယ်ပိုင်လက္ခဏာကဈေးကြီးတယ်အဝတ်အစားတွေနောက်ွယ်မှာဖုံးကွယ်နေသလိုပါပဲရန်ကုန်ကနေပခုတ်ကူကိုခရီးကအရန်ရှည်လျားနေသလိုခံစားရပါတယ်လမ်းကွေတိုင်းဖြတ်သွားတဲ့အုံးပင်တိုင်းကရိုးရှင်းတဲ့အတိတ်ကအမှတ်ရစရာတွေကိုပြန်လဲနှိုးဆွပေးပါတယ်စိတ်လှုပ်ရှားမှုနဲ့စိုးရိမ်ပူပန်မှုတွေကကျွန်တော်ကိုလွှမ်းခြုံလာခဲ့ပါတယ်စိန်ခံကားကြီးကကျွန်တော်တို့ရဲ့ရိုးရှင်းတဲ့အိမ်ရှိမှာရက်သွားတဲ့အခါအမေကခြံဝင်းထဲမှာစောင့်နေပါပြီသူမကပိုပြီးအသက်ကြီးပုံပေါ်ပေမဲ့သူမမျက်လုံးတွေကမယုံနိုင်စရာကောင်းတော့အောင်စိတ်သက်သာရမှုတွေနဲ့တောက်ပနေပါတယ်အေးမောင်အမေကပြေးလာပြီးကျွန်တော်ကိုဖတ်လိုက်ပါတယ်ရွာဟင်းနဲ့နက်နေတဲ့လွမ်းဆွမှုတွေပြည့်နှက်နေတဲ့ပွေ့ဖက်မှုပါပဲကျွန်တော်သူမကိုတင်းဖတ်ထားလိုက်ပါတယ်အမေကျွန်တော်ပြန်လာပြီးအဖေကဘလို့လဲမင်းအဖေကျမ်းမာနေပြီးသားလေးထိုင်နိုင်ပြီးစားနိုင်ပြီးအားလုံးမင်းကြောင့်ပါသားလေးမင်းအဖေရဲ့အသက်ကိုကယ်တင်ခဲ့တယ်အမေကပြောရင်းဝမ်းသာမျက်ရည်တွေကိုတုပ်လိုက်ပါတယ်အိမ်ထဲမှာအဖေကတစ်သားကူလာထိုင်ပေါ်မှာထိုင်နေပြီးပိန်ညက်ဖြစ်နေပေမဲ့သူ့အကြီးကတော့အသက်ဝင်နေပါတယ်ကျွန်တော်ကိုမြင်တော့သူ့အပြုံးကပွင့်လာခဲ့ပါတယ်သားလေးမင်းရောက်လာပြီလားအဖေကမတ်တရက်ဖို့စူးစမ်းပေမဲ့ကျွန်တော်ကချက်ချင်းသူ့စီသွားပြီးသူ့ခြေရင်းမှာဒူးထောက်ကသူ့လက်ကိုနမ်းလိုက်ပါတယ်အဖေစူးစမ်းပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တီတိုပြောရင်မျက်ရည်တွေစီးကျလာခဲ့ပါတယ်အဲ့ဒီညမှာကျွန်တော်တို့ခြံဝင်းထဲမှာထိုင်နေခဲ့ကြပါတယ်အမေကကပ်ပလီထမင်းနဲ့လက်ဖက်ရည်နွေးချိုကိုပြင်ဆင်ပေးထားပါတယ်ကျွန်တော်အာရက်နိုင်ငံမှာဖြစ်ခဲ့သမျှအားလုံးကိုပြောပြခဲ့ပေမဲ့စကားလုံးတွေကိုဂရုတစိုက်ရွေးချယ်ခဲ့ပါတယ်ကျွန်တော်မြဘူးကိုအလုပ်အကျွေးပြုခဲ့တဲ့ရိုးသားမှုအကြောင်းကျွန်တော်ရဲ့အရေးတကြီးလိုအပ်ချက်အကြောင်းနဲ့သူမကမ်းလှမ်းခဲ့တဲ့လက်ထပ်ထိမ်းမြမှုအကြောင်းပြောပြခဲ့ပါတယ်အမေနဲ့အဖေကကျွန်တော်ရဲ့ထူးဆန်းတဲ့မင်္ဂလာပွဲအကြောင်းပတ်ဝန်းကျင်ကတီတိုပြောဆိုသံတွေကိုကြားထားပြီးသားဖြစ်မှာပါဆိုတာကျွန်တော်သိပါတယ်သားလေးအဖေကတိုးတိုးလေးနဲ့အလေးနက်ထားပြောလိုက်တယ်ဒါကပုံမှန်မင်္ဂလာပွဲမဟုတ်ဘူးဆိုတာငါတို့သိတယ်ဒေါ်မြဘူးကမျက်မမြင်ပြီးမင်းထက်အများကြီးအသက်ကြီးတယ်လို့ငါတို့ကြားတယ်မင်းဒီလောက်အထိအနစ်နာခံရတာကိုငါတို့ဘယ်တော့မှမလိုချင်ခဲ့ဘူးအဖေကျွန်တော်ချက်ချင်းဖြတ်ပြောလိုက်တယ်မြဘူးကလုံးဝမျက်မမြင်မဟုတ်ဘူးသူမမျက်နှာမှာမီးလောင်တန်ရာအကြီးကြီးရှိတယ်ဒါကြောင့်လူတွေတရားမစီရင်အောင်မျက်မမြင်ဟန်ဆောင်ခဲ့တာအဖေသူမကအရန်ကောင်းတဲ့အမျိုးသမီးတဦးရိုးသားတဲ့အမျိုးသမီးတဦးပါကျွန်တော်သူမရဲ့လျှို့ဝှက်ချက်ဖော်ထုတ်တဲ့ညအကြောင်းသူမကကျွန်တော်ကိုဘလို့လွတ်လပ်ခွင့်ပေးခဲ့တယ်ဆိုတာနဲ့သူမရဲ့ချီးနှဲမှုနဲ့ရိုးသားမှုကိုမြင်ပြီးနောက်ကျွန်တော်ဘလို့နေခဲ့တယ်ဆိုတာပြောပြခဲ့ပါတယ်3000ကပတ်စံတက်မဟုတ်ပဲရိုးသားစွာအတူနေထိုင်မယ်ဆိုတဲ့ကတိဖြစ်ကြောင်းကျွန်တော်ရှင်းပြခဲ့ပါတယ်
ကျွန်တော်သူမကိုချစ်တယ်အဖေပုံမှန်ချစ်မျိုးမဟုတ်ရင်တောင်ဒါကရိုးသားပြီးနှက်ဆိုင်တဲ့ဆက်နွယ်မှုတစ်ခုပါသူမကအဖေကိုကယ်တင်ခဲ့တဲ့အမျိုးသမီးပဲအဖေပြီးတော့သူမကကျွန်တော်ကိုလိုအပ်နေတဲ့အမျိုးသမီးပါကျွန်တော်ရှင်းပြလိုက်တယ်အဖေနဲ့အမေတယောက်ကိုတယောက်ကြည့်လိုက်ကြပါတယ်နောက်ဆုံးတော့အဖေကောင်းငြိမ်လိုက်တယ်ဒါဆိုရင်မင်းတို့နှစ်ယောက်လုံးကိုငါတို့ရဲ့ကောင်းချီးပေးလိုက်ပြီးမင်းကမင်းရဲ့လမ်းကိုရှာတွေ့ခဲ့ပြီးသားလေအဲ့ဒီရိုးသားမှုကိုဘယ်တော့မှမမေ့ပါနဲ့ဒီအိမ်ပြန်လာခြင်းကကျွန်တော်ရဲ့တခြားနာတရရန်စွတ်ချင်းတန်ရာကိုကုစားပေးခဲ့ပါတယ်ကျွန်တော်လေကွင်းထဲမှာလမ်းလျှောက်ရင်းပခုတ်ကူမြေနှံ့ကိုအဆုတ်သေးကိုစိတ်ဝင်စေခဲ့ပါတယ်အခုတော့ကျွန်တော်ကိုအံ့ဩခြင်းနဲ့လေးစားခြင်းရောနှောတဲ့အကြည့်တွေနဲ့ကြည်နေတဲ့အိမ်နီးနားချင်းတွေနဲ့ကျွန်တော်စကားပြောခဲ့ပါတယ်သူတို့ကဝတ်စုံစည်းကြီးဝတ်ထားတဲ့အေးမောင်ကိုမြင်ခဲ့ကြပေမဲ့ရင်းနှီးဖော်ရွေပြီးဦးလေးရဲ့စပားထွက်နှုံးတွေကိုကူညီထမ်းပိုးပေးနေတဲ့အေးမောင်ကိုလည်းသူတို့မြင်ခဲ့ကြပါတယ်ကျွန်တော်ကြွယ်ဝမှုကကျွန်တော်လုံးသားကိုမပြောင်းလဲဘူးဆိုတာသက်သေပြဖို့အရန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ပျော်ရွှင်မှုကမပြည့်စုံသေးဘူးဆိုတာကျွန်တော်သိပါတယ်မြဘူးကစောင့်နေပါတယ်ကျွန်တော်ပြန်သွားပြီးကျွန်တော်ကတိကိုပြီးအောင်လုပ်ရမယ်ကျွန်တော်မြဘူးရဲ့အစီအစဉ်တွေကိုလည်းစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်အမေနာမည်နဲ့လေဧကအချို့ဝယ်ယူပြီးကျွန်တော်မိသားစုရဲ့ဘဝအာမခံကိုရရှိစေခဲ့ပါတယ်မိသားစုအတွက်ဗန်စရင်အစ်စ်ဖွင့်တာကြွေးဟောင်းတွေရှင်းတာတွေလုပ်ခဲ့ပါတယ်မျက်မမြင်လို့ထင်ထားတဲ့အမျိုးသမီးတဦးကြောင့်အားလုံးဖြစ်လာတဲ့ဂတိပေးထားတဲ့သူရဲကောင်းတစ်ယောက်ကျွန်တော်ဖြစ်လာခဲ့ပါတယ်ပခုတ်ကူမှာတပတ်ကြာပြီးနောက်ကျွန်တော်ပြန်ရတော့မယ်နှုတ်ဆက်တဲ့အခါအမေကကျွန်တော်ကိုကြာမြင့်စွာဖတ်ထားခဲ့ပါတယ်မင်းရဲ့ဇနီးကိုဂယုစိုက်ပါသားလေးသူမကငါတို့ဘယ်တော့မှပြန်ဆက်လို့မရနိုင်တဲ့ကောင်းမှုတွေကိုလုပ်ခဲ့တယ်မင်းရကျင်တာတွေရပြီးသွားလို့သူမကိုဘယ်တော့မှမမေ့ပါနဲ့မမေ့ပါဘူးအမေသူမကအခုကျွန်တော်အိမ်မှာပဲကျွန်တော်ဂတိပေးခဲ့ပါတယ်ကျွန်တော်မန္တလေးကိုပြန်လာခဲ့ပါတယ်အားလည်းရဲ့ပြန်လာတဲ့မြမအလုပ်သမားတယောက်အနေနဲ့မဟုတ်တော့ပါဘူးဇနီးစီပြန်လာတဲ့ခင်မွန်းတယောက်အနေနဲ့ပါကျေးဇူးတင်စိတ်အပြည့်နဲ့ပြန်လာပြီးဒေါ်မြဘူးရဲ့ခင်မွန်းအေးမောင်အဖြစ်ဘဝအခန်းသစ်ကိုရင်ဆိုင်ဖို့အသင့်ရှိနေခဲ့ပါတယ်ပခုတ်ကူကကျွန်တော်ရဲ့ပြန်လာခြင်းကမန္တလေးကကျွန်တော်တို့ရဲ့အိမ်ထောင်ရေးဘဝတွေကိုစွမ်းရည်အသစ်တွေယူဆောင်လာခဲ့ပါတယ်ကျွန်တော်မြဘူးကိုအဖော်ပြုပေးုံတသက်မဟုတ်တော့ပါဘူးညီနဲ့အကြောင်းကပ်ပလီထမင်းအကြောင်းနဲ့ကျမ်းမာရေးပြန်လဲကောင်းမွန်လာတဲ့အဖေရဲ့ပျော်ရွှင်မှုအကြောင်းပုံမြင်တွေအပြည့်အစုံနဲ့သူမရဲ့လက်တွဲပေါ်တူဖြစ်လာခဲ့ပါပြီမြဘူးကအသေးစိတ်တိုင်းကိုအာယုံစိုက်ပြီးနားထောင်ခဲ့ပါတယ်။သူမကအမေအကြောင်းလယ်ကွင်းအကြောင်းပခုံးပေါ်မှာဝင်ထုတ်ဝင်ပိုးမရှိဘဲလမ်းလျှောက်ရတဲ့ခံစားမှုအကြောင်းမေးမြန်းခဲ့ပါတယ်။သူမကနားထောင်ယုံတင်မကပဲရိုးရှင်းမှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ချင်နေတယ်ဆိုတာကျွန်တော်ခံစားရပါတယ်။မင်းကမတူတော့ဘူးအေးမောင်သူမကတညနေခင်းမှာကျွန်တော်မျက်နှာကိုထိရင်းပြောလိုက်တယ်။မင်းပခုတ်ကူရဲ့အလင်းရောင်ကိုမင်းနဲ့အတူပြန်ယူလာခဲ့တယ်မင်းပျော်ရွှင်နေတာကိုမြင်ရတာဝမ်းသာတယ်အခုဒီပျော်ရွှင်မှုကိုပိုကြီးမားတဲ့အရာတစ်ခုအတွက်အသုံးပြုကြစို့ကျွန်တော်တို့အဖွဲ့လိုက်လှုပ်ဆောင်စာပြုခဲ့ပါတယ်မြဘူးရဲ့စီးပွားရေးဉာဏ်ရည်နဲ့ကျွန်တော်ရဲ့လက်တွေ့ကျမှုနဲ့ရိုးသားမှုကိုပေါင်းစပ်ခဲ့ပါတယ်မြဘူးကကျွန်တော်ကိုစီးပွားရေးနဲ့ပရဟိတကိစ္စအမျိုးမျိုးမှာသူမရဲ့အကြံပေးအဖြစ်ခန့်အပ်ခဲ့ပါတယ်မင်းကငါနှလုံးသားရဲ့မျက်စိပဲအေးမောင်သူမကမကြာခဏဆိုသလိုပြောတတ်ပါတယ်ဒီပတ်စံကမျက်စိကန်းစေနိုင်တယ်ဒါပေမဲ့မင်းကအမှန်တရားကိုအမြဲမြင်နေကျွန်တော်မြဘူးရဲ့ကြွယ်ဝမှုနဲ့ကွန်ရက်ကိုအသုံးပြုပြီးမြန်မာအလုပ်သမားဘဝတုန်းကကျွန်တော်ပေးခဲ့တဲ့ကတိကိုအကောင့်ထဲပေါ်ခဲ့ပါတယ်စိတ်ပြတ်အားငယ်မှုထဲမှာပိတ်မိနေတဲ့တခြားသူတွေကိုကူညီတာပါကျွန်တော်တို့က Saudi Arabia ကမြန်မာအလုပ်သမားကလေးတွေအတွက်ပညာသင်စုအစီအစဉ်ငယ်လေးတွေကိုစတင်ခဲ့ပါတယ်။သူတို့မိဘတွေအလုပ်ရှုပ်နေပေမဲ့သူတို့ကောင်းမွန်တဲ့ပညာရေးကိုရရှိစေဖို့တေချာစေခဲ့ပါတယ်။ကျွန်တော်တို့ကပခုတ်ကူကကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံတွေပြန်လည်ပြုပြင်ဖို့အတွက်လည်းရန်ပုံငွေတွေထောက်ပံ့ပေးခဲ့ပါတယ်။ဒီစီမံကိန်းတွေကကျွန်တော်ကိုကြွယ်ဝမှုကိုခန်းစားယုံတသက်ထက်ပိုမိုတဲ့ရွယ်ချက်တစ်ခုကိုပေးခဲ့ပါတယ်ကျွန်တော်ကကဘာနှစ်ခုကြားကတရားတစ်စင်းပါပဲအာရက်ရဲ့စိန်ခံမှုနဲ့မြမာရဲ့လိုအပ်ချက်တွေကြားကတရားပါသို့တော်လဲအလုရှုံမှုနဲ့ပရဟိတစီမံကိန်းတွေနောက်ွယ်မှာကျွန်တော်တို့ဟာမြဘူးရဲ့ကြန့်ရှိနေသေးတဲ့ထိခိုက်ဒဏ်ရာတွေကိုဆက်လက်ကျော်လွှားရပါသေးတယ်သူမပတ်တီးမဝတ်တော့ပေမဲ့သူမကလူစိမ်းတွေဒါမှမဟုတ်မီဒီယာတွေနဲ့ဆက်ဆံရတဲ့အခါမကြာခဏဆိုသလိုကိုစုပ်ခွာလေးရှိပါတယ်။အရေးကြီးတဲ့အခမ်းအနားတစ်ခုမှာမြောက်ဘူးကအနားယူခန်းထဲမှာရုတ်တရက်ထိတ်လန့်သွားခဲ့ပါတယ်။သူမအသက်ရှူကျက်လာပါတယ်။ကျမမလုံနိုင်ဘူးအေးမောင်အဲ့ဒီမျက်လုံးတွေအားလုံးသူတို့ကကျမရဲ့ချို့ယွင်းချက်ကိုပဲမြင်နေရတယ်။ကျ
ကျမကိုကျမမဟုတ်ဘူးလို့ကျမထင်တယ်။သူမကကျွန်တော်လက်ကိုစုပ်ကိုင်ရင်းတီးတိုးပြောလိုက်ပါတယ်။ကျွန်တော်ကသူမကိုတိတ်ဆိတ်တဲ့ထောင့်တနေရာကိုချက်ချင်းဆွဲခေါ်သွားပြီးသူမမျက်နှာကိုငူးညံ့စွာကင်ကကျွန်တော်မျက်လုံးတွေကိုကြည့်စေခဲ့ပါတယ်။မြဘူးကျွန်တော်ကိုနားထောင်ကျွန်တော်ကိုကြည့်မင်းပါမြင်လဲကျမခင်ပွန်းကိုမြင်တယ်။သူမကပြန်ဖြေတော့မျက်ရည်တွေစတင်ဝဲလာခဲ့ပါတယ်။ဟုတ်တယ်မင်းရဲ့အနာတရားတွေဘလောက်ပဲရှိရှိမင်းကိုချစ်တဲ့သူကိုမင်းမြင်တယ်ကျွန်တော်ကခိုင်မာတဲ့ရက်ရောတဲ့ထက်မြက်တဲ့အမျိုးသမီးတဦးကိုမြင်တယ်။ဒီနာတရားတွေကကျွန်တော်သူမရဲ့အမာရွတ်ကိုဂယုတစိုက်ထိရင်ပြောလိုက်တယ်။ဒါကပုံမြင်တစ်ခုပဲ။အဲ့ဒီပုံမြင်ကမင်းရဲ့ပုံမြင်သူတို့ကိုမြင်ပါစေသူတို့ကမင်းရဲ့နှလုံးသားထဲကဘာကိုမှမြင်နိုင်မှာမဟုတ်ဘူး။သူတို့ကဒီလောက်ကံကောင်းမှာမဟုတ်ဘူး။အချိန်စိတ်ရှည်မှုနဲ့အမြဲတမ်းအားပေးမှုတွေလိုအပ်ခဲ့ပါတယ်။ဖြည်းဖြည်းချင်းမြဘူးကကိုစတင်လက်ခံလာခဲ့ပါတယ်။တခြားသူတွေရဲ့အကြည့်တွေကသူမကိုယ်တိုင်ဖန်တီးထားတဲ့ရှက်ရွံ့မှုလောက်မပြင်းထန်ဘူးဆိုတာသူမသိလာခဲ့ပါတယ်။ကျွန်တော်ရဲ့မယိမ်းမယိုင်ထောက်ခံမှုကသူမအတွက်အကောင်းဆုံးကုထုံးပါပဲလူမှုအတိုင်းဝိုင်းရဲ့အမြင်မှာကျွန်တော်တို့ရဲ့ဇလန်းကထူးဆန်းတဲ့ဒဏ္ဍာရီတစ်ခုအဖြစ်ဆက်လက်ရှိနေတုန်းပါပဲငယ်ရွယ်တဲ့မြန်မာလူသမားတဦးနဲ့လက်ထပ်ခဲ့တဲ့ချမ်းသာကြွယ်ဝတဲ့မြန်မာတထေးမဒါပေမဲ့ကျွန်တော်တို့ကအမှန်တရားကိုသိကြပါတယ်ဒီမင်္ဂလာပွဲဟာအေးဆက်ဆက်စီးပွားရေးသဘောတူညီချက်မဟုတ်ပါဘူးအသက်နဲ့ဂုဏ်သိက္ခာကိုဖလှယ်ခြင်းပါပဲမြဘူးကကျွန်တော်ကိုမိသားစုရဲ့ဖိစီးမှုတွေကနေကယ်တင်ခဲ့ပါတယ်အဖေအသက်ရှင်ခွင့်ရစေပြီးအမေဂုဏ်ယူစေခဲ့ပါတယ်ကျွန်တော်ကတော့သူမရဲ့အထီးကျန်မှုထောင်ချောင်းနဲ့သူမကိုယ်တိုင်ဖန်တီးထားတဲ့ရှက်ရွံ့မှုတွေကနေသူမကိုကယ်တင်ခဲ့ပါတယ်ကဘာကြီးကိုရိုးသားစွာရင်ဆိုင်ဖို့တတိကိုပေးခဲ့ပါတယ်ကျွန်တော်တို့ကအချစ်ဆက်လန်းဆန်တဲ့အချစ်မျိုးကိုဘယ်တော့မှမရှာခဲ့ကြပါဘူးဒါပေမဲ့ပိုပြီးခိုင်မာတဲ့ဆက်နွယ်မှုလေးစားမှုရိုးသားမှုနဲ့အပြန်အလှန်အလုပ်ကျွေးပြုမှုတို့ကိုရှာတွေ့ခဲ့ကြပါတယ်ကျွန်တော်ကအစေခံအေးမောင်မဟုတ်တော့ဘူးသူမကမျက်မမြင်တော်မြဘူးမဟုတ်တော့ဘူးကျွန်တော်တို့ကမြဘူးနဲ့အေးမောင်အခြေအနေအသက်ရုပ်ရည်ဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေကိုမသိတဲ့အချစ်စစ်ဟာမရှိဘူးဆိုတာသက်သေပြခဲ့တဲ့စုံတွဲပါပဲကျွန်တော်တို့ကံကြမ္မာကိုဖျက်ဆီးခဲ့ကြပြီးအတူတူဖျက်ဆီးခဲ့ကြပါတယ်နှစ်တွေကုံလွန်သွားခဲ့ပြီးကျွန်တော်တို့ရဲ့ဇလန်းကမန္တလေးကကောလာဟာလဒါမှမဟုတ်ပခုတ်ကူကဒဏ္ဍာရီတစ်ခုထက်ပိုလာခဲ့ပါပြီးကျွန်တော်တို့ရဲ့ဇလန်းကဆွလွတ်အနစ်နာခံမှုနဲ့လက်ခံခြင်းအကြောင်းသင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်ကျွန်တော်အေးမောင်ကအခုမြဘူးရဲ့ခင်မွန်းတက်တက်မဟုတ်တော့ပါဘူးသူမရဲ့ဘေးနာကကျောထောက်နောက်ခံပရာဟိတမန်နေဂျာနဲ့ခြေလန်းတိုင်းမှာတစ္ဆာရှိတဲ့အဖော်တဦးဖြစ်လာခဲ့ပါပြီသူမအသက်60ကျော်နှောင်းပိုင်းမှာမြဘူးကကျွန်တော်သူမကိုပထမဆုံးသိခဲ့စဉ်ကထက်အများကြီးပေါငယ်ရွယ်ပြီးပိုပျော်ရွှင်နေပုံပေါ်ပါတယ်။သူမမျက်နှာပေါ်ကအမာရွတ်တွေကမပြောက်သွားပေမဲ့သူမကဂုဏ်သိက္ခာနဲ့အတူထမ်းပိုးထားပါတယ်။သူမကအဲ့ဓာတွေကိုဖုံးကွယ်ဖို့နောက်ထပ်မကြိုးစားတော့ဘူး။ကျွန်တော်သူမကိုမှန်ကြည့်နေတာကိုရှက်ရွံ့ခြင်းမရှိဘဲမကြာခဏဆိုသလိုမြင်ရပါတယ်။ဒါကကျွန်တော်တို့ရဲ့အကြီးမားဆုံးအောင်မြင်မှုပါပဲ။မြဘူးကတခါကပြောဖူးပါတယ်။တကယ်လက်ဖွဲ့ငွေကသူမပေးခဲ့တဲ့3,000မဟုတ်ပဲသူမပတ်တီးမပါပဲ။အသက်ရှင်ဖို့ကျွန်တော်သူမကိုပေးခဲ့တဲ့တတိပဲတဲ့ကျွန်တော်ကတော့ကျွန်တော်ကိုပေးခဲ့တဲ့တကယ်လက်ဖွဲ့ငွေကကျွန်တော်အဖေရဲ့အသက်နဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်စိတ်ဓာတ်ကိုအပြည့်အဝဖြစ်လာစေမဲ့အခွင့်အရေးပဲလို့အမြဲအလေးနဲ့ပြောခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဘဝကကဘာနှစ်ခုရဲ့သဟဇာတဖြစ်တဲ့ပေါင်းစပ်မှုပါပဲကျွန်တော်တို့ကတစ်နှစ်ကို3လပခုတ်ကူမှာအချိန်ဖြုံးကြပါတယ်မြဘူးကအဲ့ဒီကရိုးရှိမှုကိုနှစ်သက်ပါတယ်ကျမ်းမာနေတဲ့အဖေနဲ့အမေကိုမြင်ရတာကိုသူမနှစ်သက်ပါတယ်အခုမှရိတ်သိမ်းထားတဲ့လေကွင်းရဲ့ရနံ့ကိုသူမနှစ်သက်ပါတယ်ပြီးတော့ကျွန်တော်တို့စိုက်ပျိုးထားတဲ့ပညာသင်စုမျိုးစေ့တွေကြီးထွားလာပြီးအရေးရတဲ့တစ်ပင်တွေဖြစ်လာတာကိုသူမမြင်ရတာကိုနှစ်သက်ပါတယ်အဲ့ဒီမှာသူမကချမ်းသာကြွယ်ဝတဲ့ဒေါ်မြဘူးမဟုတ်ပဲသူမရဲ့ရိုးသားတဲ့နှလုံးသားကြောင့်ချစ်ခင်ရတဲ့ဒေါ်မြဘူးပါပဲမန္တလေးမှာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကိုဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့ဖောင်ဒေးရှင်းကအလျင်အမြန်ကြီးထွားလာခဲ့ပြီးအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့မြန်မာလူသမားတွေနဲ့ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ဒါမှမဟုတ်ထိခိုက်ဒဏ်ရာတွေကြောင့်ကိုပိုင်ပုံရိပ်နဲ့ရုန်းကန်နေရတဲ့အမျိုးသမီးတွေကိုကူညီဖို့အာရုံစိုက်ခဲ့ပါတယ်ကျွန်တော်ကအဲ့ဒီဖောင်ဒေးရှင်းကိုဦးဆောင်ခဲ့ပြီးကျွန်တော်ရဲ့
အတိတ်ကအတွေ့အကြုံတွေကိုအသုံးပြုပြီးတခြားသူတွေရဲ့ဒုက္ခတွေကိုရိုးသားတဲ့မျက်လုံးတွေနဲ့မြင်ခဲ့ပါတယ်။တနေ့ညနေခင်းမှာကျွန်တော်တို့အိမ်ရဲ့လေသာဆောင်မှာထိုင်နေခဲ့ကြပါတယ်။နေဝင်ချိန်ကရွှေရောင်လှပတဲ့အယောင်တွေကိုဖြစ်ပေါ်စေရင်အေယာဝတီမြစ်ပေါ်မှာကြားရောက်နေပါတယ်။မင်းမမီလာအေးမောင်မြဘူးကသူမကောင်းကိုကျွန်တော်ပခုံးပေါ်မှာမှီရင်းပြောလိုက်တယ်။ငါမင်းကိုအဲ့ဒီပတ်တီးကိုဖယ်ရှားခိုင်းတော့ကငါအရန်ကြောက်ခဲ့တာမင်းအဲ့ဒီပတ်စံနဲ့ထွက်ပြေးသွားမှာကိုငါကြောက်ခဲ့တာကျွန်တော်သူမကိုဖတ်လိုက်တယ်ကျွန်တော်ဘလို့ပြေးနိုင်မှာလဲကျွန်တော်အကောင်းဆုံးကိုရခဲ့ပြီးပြီမြဘူးကျွန်တော်ဒေါ်လေးကိုရခဲ့တာပဲမဟုတ်ဘူးသူမကခတ်တိုးတိုးရဲရင်ညင်းလိုက်တယ်မင်းတကယ်လက်ဖွဲ့ငွေကိုရခဲ့တာငါမင်းကိုကြွယ်ဝမှုပေးခဲ့ပြီးမင်းကငါဝိညာဉ်ကိုကယ်တင်ပေးခဲ့တယ်ငါတို့ရဲ့အယောင်းဝယ်ကစာရွက်ပေါ်မှာစတင်ခဲ့ပြီးရုပ်တိကိုကြော်လွန်တဲ့အချစ်နဲ့ဆုံးသက်ခဲ့တယ်ကျွန်တော်ပြုံးလိုက်တယ်ဒီခရီးကမလွယ်ကူခဲ့တာမှန်ပါတယ်အခြေအနေတွေကြောင့်အတင်းကျပ်ဖြစ်ခဲ့ရတဲ့အချစ်မပါတဲ့မင်္ဂလာပွဲဟာအခုတော့အဖြူစင်ဆုံးမြစ်တာအကန့်အသတ်မဲ့အချစ်နဲ့အခြေခံတဲ့မင်္ဂလာပွဲဖြစ်လာခဲ့ပါပြီကျွန်တော်တို့ကပုံသေးကားချက်တွေအသက်ကွာခြားမှုယဉ်ကျေးမှုကွာခြားမှုအခြေအနေကွာခြားမှုနဲ့ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေကိုတောင်ဆန့်ကျင်ခဲ့ကြပါတယ်အချစ်စစ်ဟာရုပ်ရည်ဒါမှမဟုတ်နောက်ခံကိုဘယ်တော့မှမတရားစီရင်ဘူးဆိုတာကျွန်တော်တို့ရဲ့သက်သေပါပဲအချစ်စစ်ဆိုတာလက်ခံခြင်းထွက်ပေါက်တကားတွေပွင့်နေတော့မှတောင်နေဖို့ရွေးချယ်ခြင်းပါပဲအခုတော့မြဘူးကရှက်ရွံ့ခြင်းမရှိပဲအသက်ရှင်နေပြီးကျွန်တော်ကဝင်ထုတ်ဝင်ပိုးမရှိပဲအသက်ရှင်နေပါပြီကျွန်တော်ကမြန်မာအလုပ်သမားအေးမောင်မဟုတ်တော့ပေမဲ့ပခုတ်ကူကရိုးသားတဲ့အေးမောင်ဆိုတာကိုကျွန်တော်ဘယ်တော့မှမမေ့ခဲ့ပါဘူးနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါခြေလန်းတိုင်းအတွက်ကျွန်တော်ကျေးဇူးတင်မိပါတယ်ကျွန်တော်ကိုမန္တလေးကိုခေါ်ဆောင်လာခဲ့တဲ့စိတ်ပြတ်အားငယ်မှုညာဘူးရဲ့ပတ်တီးနဲ့ပတ်သက်တဲ့ကတိကအောက်ဖြစ်မှုအဖေကိုကယ်တင်ခဲ့တဲ့3,000ကမ်းလှမ်းချက်နဲ့လျှို့ဝှက်ချက်တွေအပြည့်ရှိတဲ့မင်္ဂလာပွဲညအဲ့ဓာတွေအားလုံးဟာကျွန်တော်တို့ကိုစစ်မှန်တဲ့ပျော်ရွှင်မှုစီဥတီစေခဲ့တဲ့ဖြစ်ရစမ်းကြယ်တွေပါပဲကျွန်တော်တို့ကတယောက်ကိုတယောက်ကယ်တင်ခဲ့ကြတာမှန်ပါတယ်မြဘူးကကျွန်တော်အဖေရဲ့အသက်ကိုကယ်တင်ခဲ့ပြီးကျွန်တော်ကတော့သူမရဲ့အမာရွတ်ကိုရိုးရှင်းစွာထိတွေ့ခြင်းဖြင့်မျက်မမြင်ခြင်းထက်ပိုမိုနှဆိုင်တဲ့အမှောင်ထဲကနေမြဘူးရဲ့အတွင်းစိတ်ဘဝကိုကယ်တင်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဇလန်းကကြွယ်ဝမှုနဲ့မဟုတ်ပဲကျွန်တော်တို့ဖြန့်ဝေခဲ့တဲ့ရိုးသားမှုရဲ့အမွေနှစ်နဲ့ဆုံးသက်ခဲ့ပါတယ်ပခုတ်ကူကဗတ်စုံသုံးမြမအလုပ်သမားတဦးနဲ့ချို့ယွင်းချက်ရှိတဲ့ချမ်းသာကြွယ်ဝတဲ့မြမမှုဆိုးမတဦးတို့ဟာသူတို့ရဲ့တကယ်လက်ဖွဲ့ငွေက3,000မဟုတ်ပဲတယောက်ကိုတယောက်ပုံစံအတိုင်းလက်ခံဖို့ရိုးသားတဲ့ဂတိတစ်ခုပဲဆိုတာကိုရှာဖွေတွေ့ရှိခဲ့တဲ့ဇလန်းတစ်ပုဒ်ပါ